အဲ့တော့ဘုန်းကြီးတို့အမျက်ဆုံးဒါနဆိုတဲ့တရားလေးတစ်ခုကိုဟောဖို့ရှိပါတယ်ဟောရမှာတော့မနေ့ကတုန်းကပန္တနောမနေ့ကတုန်းကမြို့မှာဟောရမှာပါဒါပေမဲ့ကိုဟောမဲ့တရားနဲ့သူတို့မေးတဲ့မေးခွန်းတွေကများတာရဲ့တကြောင်အဲ့ဒီအရာတွေတိုင်းကမြို့ကြီးတစ်မြို့ရဲ့သာသနာကြီးထဲမှာတန်ခါအပါ200ကျော်လောက်တရင်သုံးပါတယ်အဲ့ဒီအရှင်မြတ်တွေကသူတို့မေးလို့ကဲဒီလိုရိုသေစွာလျှောက်ထားပါရစေဘုရားဆိုပြီးတော့ဒီလိုဦးနောက်ဖြင့်စဉ်းစားလို့မရနိုင်တော့ပု္ပ္ပာများကိုမေးလျှောက်ပါရစေတဲ့အဲ့တော့ဘုန်းကြီးတို့ပတိနဲ့ထေရဝါဒကိုတော့ကြာကြာနာနာအဲ့ဒီသာသနာဆရာတော်တွေစာချဆရာတော်တွေကိုရှင်းခဲ့ပါတယ်အခုဒီတိတ်ခွေကိုပို့ပေးပါမယ်ဆိုပြီးအာမခံကမနေ့ဖြန်ကဟောမယ်ဆိုတာဖြစ်ချင်းကြောင့်အဲ့တော့တရားလူဒီအမျက်ဆုံးလို့အနှိုင်းမဲ့အလှလို့စသည်ရဖြင့်ဒါတွေလည်းသူတို့မျက်စိရှိမှတွေ့နေရတယ်တခါကြောင်းအလှကအလုံးအလှထဲမှာအမျက်ဆုံးလို့သူတို့မေးတဲ့မေးခွန်းတိုင်းပြောတာပါအရှင်မြတ်တွေတခါဆွမ်းမှာပိန်ဆိုရင်ပိန်တစ်ပတ်ထုတင်ပိန်တစ်ပတ်ဆွမ်းကလည်းအမျက်ဆုံးလို့လာပြန်ဟောနောက်တစ်ခါကထိန်လူကအမျက်ဆုံးဆိုတော့ဘာနဲ့အလားတရန်တူနေလဲဆိုတော့ဘုန်းကြီးတို့ဒီ best seller ပေါ့ဗျာစာပေလောကမှာယောနသန်ဆင်းရောအဲ့ဒီယောနသန်ဆင်းရောဆိုတဲ့စာအုပ်ဒီ Bible ကျမ်းပြီးရင်ဒုတိယရောင်းကောင်းဆုံးစာအုပ်နောက်တစ်ခါလာပြန်ဟော Exodus ဟာအဲ့ဒီ Exodus ဆိုတဲ့စာအုပ်ဒီမောင်မိုးသူတော်မှာဘာသာပြန်ထားပါတယ်အဲ့ဒါဒီခုနကပြောတဲ့ Bible ပြီးရင်ဒုတိယရောင်းကောင်းဆုံးဟာနောက်တစ်ခါ Dale Carnegie ရဲ့ခုန Dale Carnegie ရဲ့ခုန How to Influence People လေအဲ့ဒီဥစ္စာအဲ့ဒီစာအုပ်ကလည်းလူဦးနုပြန်သွားတဲ့လူပေါ်လူစော်လုံဒီတနည်းနဲ့မိတ္တဗလဒီကကဘာမှာဒုတိယရောင်းကောင်းဆိုဒုတိယကျ3-4ယောက်ဖြစ်လာဒါတော့ကိုတို့မဖတ်တာတွေအများကြီးရှိသေးတယ်ဒါဆိုရင်မဟုတ်နိုင်တော့ဟုတ်လားကောင်းစောနော်အဲ့ဒါဆိုတော့ဟာကိုဝင်းစောဒီတောင်းကလာမှာဒုတိယအချောဆုံးတော့ဘိုင်ဘာဘုတော့သူမှီအောင်တော့တစ်ခါမှမလာဘူးရောင်းအကောင်းဆုံးဒုတိယအဲ့လိုဆိုတော့အခုလည်းဒီလိုတွေဖြစ်နေတယ်တဲ့တရားလူကအမျက်ဆုံးဟောပြီးသဗ္ဗရဏတပ္ပရဏစီနေကျောင်းလူကအမျက်ဆုံးလေအလှထဲမှာအဲ့လိုမျိုးကြီးဒါကဆွမ်းကြတယ်လေဆွမ်းလူကအမျက်ဆုံးဒီပိန်သဘဆွမ်းလို့ဆိုတာလူထဲမှာအမျက်ဆုံးလို့ခါပြောပြန်ရောနောက်တစ်ခါကထင်းလူသည်အမျက်ဆုံးလို့လည်းဟောပြန်ဟောတဲ့အဲ့လိုဆိုတော့ထိုကဲ့သို့သောအမျက်တို့တယ်မြည်သည့်အလူသည်တဲ့အမျက်ဆုံးလို့ဖြစ်သည်ယူဆရပါမလို့လျှောက်ထားပါတယ်တဲ့ဘုန်းတော်ကြီးတွေမေးခွန်းမှာအဲ့ဒီတက်ကတချို့မေးခွန်းတွေလည်းဘုန်းကြီးတို့တို့ကိုဖြေခဲ့ပါပြီနော်အဲ့ဒီခါကျတော့မေးခွန်းတွေကတော့ဖြေစရာတွေအများကြီးရှိတဲ့ထဲမှာသူတို့မေးတဲ့မေးခွန်း9ခု10ခု9ခုပေါ့9ခုထင်ပါတယ်9ခုတွေက2ခုတော့ဖြေ9ခုကတစ်ခုတစ်ခုမိနစ်20ဖြေရင်အနည်းဆုံးစဉ်းစားကြည့်ပေါ့အဲ့ဒါကိုဘုန်းကြီးတို့အဲ့ဒီဥစ္စာကိုတရားတစ်ပုဒ်အနေနဲ့ဟောရပါလိမ့်နော်ခွန်စောကြီးအဲ့တော့ပထမဦးစွာသဗ္ဗဒါနဓမ္မဒါနစီနေတာဒါတွေကလူတိုင်းသိနေတာအဲ့ဒါတွေနဲ့ကြည့်လိုက်အောင်နော်ဖြစ်စဉ်ကသဗ္ဗဒါနံဒီဣမံဓမ္မဒေသနံတထစေတဝနေဝိဟရဏေတတက္ကံဒေဝရဇနံအာရဘကတိတိအဲ့ဒီတရားကတရားမင်းကိုဟောခဲ့တာပါတဲ့ဧကသမိန်သမယေတာဝရိန္ဒသဗ္ဗဒါနံဓမ္မဒါနံစိနာတိတရားအားလုံးကိုအောင်နိုင်တဲ့စိနာတိ excels ဖြစ်တယ် so the gift of dhamma excels other gifts ဘုရားရဲ့ဓမ္မဒါနသည်အားလုံးသောလက်ဆောင်တွေအားလုံးသောပေးကမ်းဖို့တွေအကုန်လုံးကိုကျော်လွန်နိုင်တယ်နော်ဟုတ်တယ်ကောင်းစား so the gift of dhamma excels other gifts other all gifts ဒီအကုန်လုံးကိုအဲ့ဒါကျော်လွန်နိုင်တယ်လို့သဗ္ဗဒါနလို့လူဆိုတဲ့တခါလာကိုတဲ့အဲ့ဒီတာဝန်ရနတ်ပြည်မှာနတ်တွေစည်းဝေးတယ်စည်းဝေးတော့မေခွန်း၄ခုထွက်လာပါတယ်တဲ့ဧကသမယသမယတာဝရိန္ဒဒေဝလောကီအခါတော်၌တာဝရိန္ဒနတ်ပြည်မှာဒေဝတာနတ်တို့သည်တန်နေပရိတော်စည်းဝေးကြကိုစတ္တရောပြင်းကြီးမေခွန်း၄ခုတို့သမုဋ္ဌာပေတုံဖြစ်ပါကုန်၏မေခွန်း၄ခုဖြစ်လာကတရံဒါနနုခောဒါနေတုဒါနတွေထဲမှာကတရံနုခောဒါနံဘေရဏကများကတရောရသောရသေတုယသရမဘေယသကမြကတရရတိရတိတုစာဝန်ဆိုခင်ဗျမီးရလွတ်လိုက်တက်လိုက်ဖြစ်နေတယ်ရှင်းစမ်းမအောင်ပျောက်သွားတယ်ရပြီကတရရတိရတိကရရရတိရတိတုရတိတုမွေးလျော်ခြင်းတွေထဲမှာဘယ်မွေးလျော်ခြင်းကဟုတ်ပြီနော်ကတရံဒါနနုခောဒါနေတုဒါနတွေထဲမှာဘယ်ဒါနကမြတ်တယ်လဲအရသာတွေထဲမှာဘယ်ရတာလဲမွေးလျော်ခြင်းတွေထဲမှာဘယ်မွေးလျော်ခြင်းလဲတဏှခယောဘကတ္တမစေတကောဟုတ်စတိတဏှကုန်ခြင်းကဘာကြောင့်မြတ်တာလဲဒီနားတော့နော်ဒီကနေ့ဒီဥစ္စာကအနှိုင်းမဲ့ဒါနတို့အနှိုင်းမဲ့ကုသိုလ်တို့အမျက်ဆုံးတို့အများကြီးသုံးနေတာဖြစ်ခြင်းကြောင့်ကထိန်လှူကြတော့လေအမျက်ဆုံးအလှူ
ဆောမှာပိန်းတင်ငန်းမှာကထိန်ကျောင်းမှာသိန်းလူရအမျက်ဆုံးဟုတ်တယ်သူတို့မေးတဲ့လေမေးတဲ့လေဒါသူတို့စာပြန်သားတွေဆိုတော့ဒီစာဝါတစ်ခုပဲလုံနေတာဖြစ်ချင်းကြောင့်ဒီပိဋကတ်တွေကိုသူတို့မှမေးတဲ့တယ်ရဟန္တာရှင်မြတ်တွေဟာသူများပယောဂနဲ့မသိဘူးလို့ပြောတယ်တဲ့အဲ့ဒါလည်းဖြေခဲ့ပါတယ်ရဟန္တာရှင်မြတ်တွေကဥပ္ပစေကကံနဲ့မသိဘူးလို့ဒီလိုကြားဖို့ပါတယ်တဲ့ဟောနေကြပါတယ်တဲ့အဲ့လိုကထိန်ရအလိုအမျက်ဆုံးစတဲ့ပြင်ဟောတော်မူကြပါတယ်ဗျာတဲ့အဲ့ရဟန္တာရှင်မြတ်တွေကသူများပယောဂနဲ့မသိဘူးဆိုပြီးဘယ်နဲ့ကြောင့်ဘာကြီးကဓာရုစီယာကြီးကနွားခွေလို့တရားတာလဲရှင်မောက်ကလန်ကဘာလို့ရိုက်ခံရတာလဲတဲ့အဲ့လိုသူတို့စတဲ့ကိုပစင်းငယ်လေးတွေမှာတန်တရားတွေဖြစ်တယ်အဲ့ဒါကိုဘုန်းကြီးတို့ကအခုဒီနေ့ပြောပါပြီအဲ့ဒီအချိန်ကမှကိုယ့်ကိုပြောကျင်တယ်ပြောကြတာအမျက်ဆုံးတယ်မိဂွန်း၄ချက်နတ်ပြည်မှာပေါ်ပါတယ်အလှူတွေထဲမှာဘယ်အလှူကမြတ်တယ်လဲအရသာတွေထဲမှာဘယ်ရသာကမြတ်တယ်လဲမွေးလျော်ရင်ထဲမှာဘလို့မွေးလျော်တာကတင့်တယ်လဲတဏှာကုံသွားတာကိုမြတ်တယ်လို့ဘာကြောင့်ပြောရတာလဲ12နှစ်လောက်အဲ့ဒီဥစ္စာတွေသူတို့တွေမေးကြမြန်းကြနောက်ဆုံးတော့ထုံးစံပေါ့နတ်စည်းဝေးကြီးတွေဖြစ်လာပြီဂိန္ဒဓမ္မံတော်ဒေဝသန္တိပါတော်နတ်တွေအများကြီးစည်းဝေးလာတဲ့အခါမှာတာထအိုချက်သားတို့မန္တော်ဒေဝသန္တိပါတော်နတ်စည်းဝေးကြီးတွေကြီးလိုက်တာဣရိယုဒေဓမ္မတံအာရောစေသုံတာရဣမေတံပညာတံအထံအင်ညောပိဇာနိတောနသကောတိဗုဒ္ဓဝိတယဟိတိဒီလိုမျိုးစည်းဝေးပြီးတော့တယောက်တစ်ပေါက်ရှောက်ပြောမနေနဲ့တဲ့ဒီမိကုန်းတွေရဲ့အဖြေကိုတယောက်တစ်စုံတစ်ယောက်သိဖို့မစွမ်းသာဘူးတဲ့ဘုရားရှင်အရာအားกว่าတယ်ဗုဒ္ဓဝိတယတဲ့ဟုတ်လားကွန်းစောဘုရားရှင်အရာပါတဲ့ဒီမိကုန်းတွေဘယ်အလှူတွေဟာမြတ်ဆုံးဆိုတာဘုရားရှင်မသိဘူးဒါကြောင့်မလို့ဘုရားရှင်မဟုတ်တော့ဘုရားရှင်ရဲ့စာသားတိုင်းဖြေရင်တော့မှန်ပါပေါ့ကိုထင်ရကိုမြင်ရဖြေလို့မမှန်ပါဘူးတဲ့နော်ကွန်းစောဗုဒ္ဓဝိတယဟိဣတိအဲ့ဒီမိဂွန်းတွေရဲ့အရာတွေဗုဒ္ဓရဲ့အရာဘယ်သူအရာဗုဒ္ဓအရာဒါပါဠိတော်ရဲ့အတိုင်းပြောတာပါအဲ့ဒါကတရင်ညောပြီးတစုံတယောက်သောပုဂ္ဂိုလ်ဒီအထံနဲ့ကိုဇာနိတုံသိခြင်းကနာတကောတိမစွမ်းနိုင်နော်ဗုဒ္ဓဝိတယဟိတိအဲ့ဒီမိဂွန်းတော်ဒီဗုဒ္ဓဝိတယဘုရားရှင်ရဲ့အရာတထဗန္နဘုရားရှင်ကဣဒရိယုကမကဟံဝိဟရတိဗမနေပါတလဲစေတဝဏိစေတဝင်เจ้าမှနေတယ်လာသွားမယ်နောက်အပေါင်းနဲ့ညချင်းချိန်ခါကြီးအဲ့ဒါကြောင့်မလို့မြတ်စွာများသောအဖြစ်တန်ဃာတော်ရှင်သူမြတ်တွေမြတ်စွာဘုရားရှင်ကဒီဝဂဏိနာတတ္တိရတ္တိဘာဂေနတ်တိညမိုးချုပ်လားညနေကျန်ချိန်ကမှလူတွေကိစ္စဝိစ္စတွေပြီးတော့တရားပွဲတွေဟာမြတ်စွာဘုရားရှင်လက်ထက်ကလည်း6နာရီ9နာရီအဲ့ဒီဝန်းကျင်မှာတရားပွဲတွေကျင်းပတာညချမ်းချိန်ကမှတရားပွဲကျင်းပခဲ့တာဗုဒ္ဓဘာသာတို့ရဲ့အလုပ်ပါဟုတ်ပြီနော်အဲ့ဒီညချမ်းချိန်ကမှ9နာရီ10နာရီဆိုတဲ့အချိန်တွေမှာတယ်လီဗီရှင်းကြည့်တာဘောလုံးဝဲကြည့်တာတော့ဗုဒ္ဓဘာသာတို့ရဲ့အလုပ်မဟုတ်ပါဘူးတဲ့ရတ္တိဘာဂေညအဖို့လို့ဆိုပါသည်ဟုတ်ပြီနော်အဲ့လိုဆိုရင်တရားပွဲများကိုညချမ်းပဲဟောရပါလိမ့်မယ်မဟောပဲလုံးဝနေပြီးရက်ချင်ရပ်ပါဟောရမယ်ဆိုလို့ရှိရင်တော့ပါဠိတော်ကတော့ရတ္တိဘာဂေလို့ဒီလိုဆိုရတယ်။ဒါကြောင့်ညချမ်းမှာပဲညနေချမ်းမှာပဲတရားပွဲတွေဟောရိုးထုံးစံရှိပါတယ်။ပါဠိတော်ကပြောတာပါဘယ်သူမှရည်ရွယ်ခြင်းမရှိပါဘူး။ရိုးသားစွာတင်ပြခြင်းပါနော်။ညချမ်းချိန်မှာရတ္တိဘာဂေလို့တာယာနာတမယေလို့အဲ့လိုပဲကျမ်းဂန်တွေမှာနည်းနည်းစောစောဆုံးခံရတဲ့တော့အလင်းသိရင်ဟောပါနည်းနည်းစောစောဆုံးခံသွားရင်လည်းအတိပ္ပဂောခောပေနယစရိတောကျမ်းဂန်စကားတွေပေနယဆုံးလုံးကစရိတောလှည့်လဲကိုအတိပ္ပဂောခောစောသေးတယ်ဘုရားရှင်ဆုံးခံကြွလိုက်တယ်အကြောင်းကိစ္စရှိတဲ့အခါမှာသွားလိုက်တယ်ဘုရားရှင်7နာရီလောက်ထွက်လာပါတယ်7နာရီလောက်မှာဆုံးခံပြီးမယ်ဆိုရင်1နာရီအလကားမလုပ်ပါဘူးဆုံးခံစောသေးတယ်ချဲဝါဒနာပါတဲ့အိမ်တိန်တော့ဝင်ပြီးချဲတွက်လိုက်ဦးမယ်လို့ဆိုရင်တော့ထေရဝါဒဗုဒ္ဓဘာသာနဲ့ပတ်သက်ခြင်းမရှိပါဘူးအဲ့ဒါကတော့စီဝါရေးတတ္ထာတရားနဲ့တတ္ထာတရားကိုအခြေတည်ပြီးဝတ်လာတဲ့ဘုန်းကြီးကကုသိုလ်ပညာစုပါတယ်ဘုရားပပ္ပစိတကြောက်လို့ဝတ်လာတဲ့စီဝါရေးကြောက်လို့မိမနဲ့ကွဲလို့နိုင်ငံရေးကြောင့်အကြောင်းတစ်မျိုးမျိုးကြောင့်ကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာတွေကိုဝင်ရောက်လာခြင်းသည်မိသည့်နိုင်ငံရေးမိသည့်စီဝါရေးမိသည့်အကြောင်းရေးမှမိန်းကလေးတွေကမကြိုက်လို့ဘုန်းကြီးတို့စီဝါရေးတွေလောက်အောင်ပြင်းလို့အဲ့ဒီလိုမျိုးဘယပပ္ပစိတမြတ်ကတော့ဒဏစုရတယ်နော်ဘာလဲကွန်းစောဘယပပ္ပစိတတစုံတရားကိုကြောက်လို့သာသနာပေါင်းနဲ့ဝင်တဲ့ပုဂ္ဂိုလ်ကတော့ပစ္စည်းဥစ္စာစုရတယ်နော်တတ္တတရားနဲ့သာသနာပေါင်းနဲ့ဝင်လာရင်တော့ကုသိုလ်နဲ့ပညာစုရတယ်ပညာသင်နေတဲ့အရှင်မြတ်များသည်စာတန်သားတန်ခါများသည်
တတ္တာပပ္ပစိတ္တတွေများပါတယ်လောကကြီးပွားရအောင်အကြောင်းမျိုးနဲ့သုံးတဲ့ပုဂ္ဂိုလ်များသည်သူတို့နောက်ခံ background မှာဘယပပ္ပစိတ္တများပါတယ်အဲ့တော့ဒီကနေ့တန်ဃာတော်ရှင်သူမြတ်တွေဒီနိုင်ငံမှာသာသနာရှိသမျှရှိမှာပါကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကျင့်တတ်သည်ဖြစ်စေမကျင့်တတ်သည်ဖြစ်စေကိုယ်မျက်စိကိုယ်ပတ်ဝန်းကျင်မှာအဲ့ဒီအရှင်မြတ်တွေသွားမယ်လာမယ်ဆွမ်းခံမယ်တရားဟောမယ်တော့ကိုယ့်ဘာသာကိုဘယ်သူကတော့ဖြင့်ဘယ်လိုဆရာတော်ကတော့ဖြင့်ဘာအလုပ်တွေလုပ်နေတာပဲဘယ်လိုဘုန်းကြီးမျိုးကတော့ကိုယ်ဝယ်ထိုက်တယ်ဘယ်လိုရှင်မြတ်များကတော့ဘာဆိုတာအသိဉာဏ်ပညာရှိသောပုဂ္ဂိုလ်များဖြစ်ခြင်းကြောင့်ကိုယ့်ဘာသာကိုစစ်စစ်ရွေးချယ်သွားလာဆက်ဆံလူတန်းကိုယ်ွယ်နိုင်ပါတယ်ဟုတ်ပြီနော်ကိုယ်နိုင်ပါတယ်အဲ့ဒါကြောင့်မလို့စစ်မှန်သောကိုယ်ွယ်မှုကိုပေးနိုင်တဲ့ယရနာ၃ပါးကိုယရနာ၃ပါးမှသိအောင်ပြောနိုင်တဲ့ဆရာကို good teacher လို့ပြောခဲ့ပြပါတယ်သစ္စာတရားကိုသိအောင်ဟောနိုင်တဲ့ဆရာကို right teacher ဆရာကောင်းဆရာမှန်အာသောတရားကုံအောင်ဟောနိုင်ရင် noble teacher ဆရာမြတ်လို့ခဏခဏဓမ္မသဘင်တွေကနေပြောပါတယ်ဒါကြောင့်မလို့ဆရာကောင်းကိုရှာမလားဆရာမှန်ကိုရှာမလားဆရာမြတ်ကိုရှာမလားမိတ်ဆွေကောင်းကိုရှာမလားမိတ်ဆွေမှန်ကိုရှာမလားမိတ်ဆွေမြတ်ကိုရှာမလားရက်တော့ဖို့ခေါ်ရင်လည်းလိုက်တာပဲလက်ဖိတ်စဉ်သွားခေါ်ဖို့လည်းလိုက်တာပဲကြီးစားနဲ့ချင်းတွေ့ဖို့ခေါ်ရင်လည်းလိုက်တာပဲပတ်စံချင်းရင်လည်းပြီးတာပဲသဘောတူတယ်အတူတူစားတယ်အတူတူသွားတယ်အတူတူနေတယ်ကိုယ်စိတ်ဆန္ဒနဲ့ကိုကန့်ညီတာဖြစ်ခြင်းကြောင့် good friend လို့မိတ်ဆွေကောင်းလို့သတ်မှတ်ခြင်းသတ်မှတ်ပါအမှန်တရားလမ်းပေါ်ကိုမရောက်အောင်ဒီနေရာဒီဒေသတွေကသွားနေမှားတယ်ရောင်လို့တော့မလိုက်ဖဲနဲ့ဒါကြောင့်မလို့အသေဝနာစဘာလန်ဆိုတဲ့အဖွင့်တစ်ခုနဲ့ပဲကျွန်ုပ်တို့ခမည်းတော်ကြီးဆရာဥဒ္ဒမင်းကတော့အဲ့ဒီမင်္ဂလာတရားကိုအသေးအံနှစ်သက်ပါတယ်တို့များလဲငယ်စဉ်9နှစ်6နှစ်တည်းကအဲ့ဒီမင်္ဂလာတရားကိုကြက်နနမိဘတွေကသင်ပေးခဲ့ပါတယ်အရက်ထဲမှာပစိုးဆွဲတိုင်းပြီးတော့ရက်တွေမူပြီးရှောက်သွားနေတာကိုအဲ့ဒီလိုကိုလူမိုက်လို့ဆိုတာကတော့အလွန်နှိမ်သောအသိဉာဏ်ရှိတဲ့အလွန်နှိမ်သောဆိုဒီမှာထေရဝါဒအမြင်နဲ့ပြောတာပါတမန်မူးယူနေတဲ့ပုဂ္ဂိုလ်ကိုအယက်သမားလူကြီးတွေပြန်ဆွဲနေတယ်အဲ့ဒီယက်သမားတွေလူကြီးတွေပြန်ဆွဲဖဲရက်တော့ပြတ်တိုက်အဲ့ဒီပုဂ္ဂိုလ်တွေကိုလူမိုက်လို့ပြောတာကတော့သာသနာမပွင့်ခင်တုန်းကသိတဲ့အသိဉာဏ်လို့ဆိုရတယ်တို့9နဲ့6နဲ့9တက်ကသိခဲ့တဲ့အသိဉာဏ်အဲ့ဒီတည်းရင့်ခဲ့ပါတယ်ကြွားတာမဟုတ်ပါဘူးဘယ်လိုလဲဒေဒီဝိပါဏပုဂ္ဂလောနသေဝိတ္တဘောနပရိပဒနဥပသံဂမိတ္တဘောလို့ကိုတို့အမေတွေကတော့ကိုယ်ဆိုအဲ့လိုပြောရတယ်နော်အမေတော်တန်နာလေဟုတ်တယ်ဟေးဟိုမှာခုနကတော့ကတရမဘာဝိဒဓမ္မယုံကြီးကဥက္ကရာကြီးထီးပြူကြီးမို့လို့သူတော်ကောင်းကြီးလို့ပြောရင်ကျင်းနေတာပေါ့အဲ့ဒီလိုလူမကြီးခေါ်ကြည့်ပါလားဘယ်ကျင်းနေလိမ့်မလို့ဒါတမ္မာသမုဒ္ဒလှမ်းကြည့်လိုက်တယ်အဲ့ဒီမှာတက္ကရာဒိဋ္ဌိတန်လန်းရှိနေတယ်တတ္တရဩစေရရှိနေသူ့ကိုဒိဋ္ဌိဝိပန္နပုဂ္ဂလောအဲ့ဒီပုဂ္ဂိုလ်နာပရိသုတ္တဘောဓမ္မယုံနဲ့တော့မထည့်နဲ့ဘောင်းထုတ်ပလိုက်တယ်အဲ့လိုဆိုရင်လူတွေကြံမှာမဟုတ်ဘူးထင်တယ်နော်ကောင်းစားဟောလေနော်ကြံတော့ထင်တယ်နော်အဲ့ဒါဘယ်လိုလုပ်မလဲတတ္တမဇောတိကတစားတော့တေရိတုဓမ္မတော့ကျင်းတယ်နော်ဘုရားတော့ဟိုမှာတော့ပရိသမီရမကတော့ဒိဋ္ဌိဝိပန္နပုဂ္ဂလောနာသေဝိတ္တဘောနာပရိသေဝိတ္တဘောနာပယုတပါတိတ္တဘောနာဥပသံဝိတ္တဘောအတူတူလည်းမသွားနဲ့ခြေလန်းရောင်လို့တော့လက်ဖက်ရည်စပွဲတော့မထိုင်နဲ့တဲ့နေစရာမရှိဖြစ်သွားမယ်ဗမာပြည်မှာနော်ဗါတယ်လေကောင်းစောထားပါအဲ့ဒါတွေကဒီမဲ့ဆရာတော်တွေဟောပါလိမ့်မယ်ကျွန်တော်တို့နည်းနည်းလေးမေးပေါ့ဗျာအဲ့လိုမျိုးဥက္ကောတန်လာကပြောသွားတယ်ခင်ဗျာရှင်ဗျာတဲ့တဲ့ကြီးပြောရင်လည်းရှင်လေအထသမပတ္တိလာပြီးနော်ပြီးတမာပတ်၈တန်ရတဲ့ပုဂ္ဂိုလ်တော်မှာအဲ့ဒီဒိဋ္ဌိဘာလတွေကိုထည့်တယ်ထေရဝါဒကကျန်တဲ့ပွဲတွေအုံတွေဝိဇ္ဇာတို့ဇောကြီးတို့ဒံဘိုးဒံတို့ဘိုးဒံတို့စင်ရင်ကုန်မရှိဘူးအဲ့လိုပြောသူတို့ကကျန်လိုက်တာအမလေးတို့ကျန်တာပေါ့လူကခံလက်ရင်ထဲရှိနေတဲ့အရာကြီးကအမှားကြီးကဒူကြီးကြီးနေတာကိုကြီးတော့တို့ကိုကျန်တယ်ထင်တာပေါ့တော့သိမပြောပါဘူးနော်ကောစောနော်ပြောပါဘူးဒူကြီးကခံနေတာကိုတူကြီးခံနေတဲ့ခါကျတော့ဒီကထုတ်ထက်လို့မရဘူးဖြစ်နေမလို့ဒသနာတံမလားလာမှာအနာကိုမကတ်ဘူးဖြစ်နေနော်ပြောလိုက်တော့ဖြစ်အမေအဖေကခဏပြောတယ်ကိုယ်ကဘာလဲကြောင်းကြိုက်တယ်လွယ်အဖေကတိတ်ကောင်းတဲ့စကားလေးအမလေးနော်ကိုတို့ဆရာသမားတွေကိုတို့မိဘတွေကစီရတာအေးကြီးလိုက်ကွာသားတယ်ဘာသာကြီးလုံတွေ့လာတယ်ကြောင်းကြိုက်တယ်ဖင်တယ်လွယ်တွေများတယ်အတော်ကောင်းတဲ့စကားနော်မြင်မကောင်းဘူးသလားကြောင်းကြိုက်တာလွယ်ဖြစ်နေသူကသိတာ good teacher right teacher noble teacher ဆရာတွေကိုယ်ရတော့မယ်တရဏဂုံကိုမှန်မှန်ကန်ကန်တီးအောင်ပြောနိုင်တဲ့ဆရာလား okay သစ္စာကိုသိအောင်ပြောနိုင်တဲ့ဆရာလား okay အာသောတရားကုံအောင်ဟောတဲ့ဆရာမျိုးလား okay
အဲ့ဒါမဟုတ်လို့ရှင်တော့စဉ်းစားဆင်ခြင်ကြပါစဉ်းစားကနားဆင်မှာတော့ကြပြာကြီးဖွဲ့ကဟိုတွန်းငယ်ဆင်ကြီးကလုံးချီလို့လေဆင်ကြီးကိုကလုံးချီမဲအလွန်နဲ့တဲ့တော့ဆင်ကြီးကိုကလုံးချီပဲဟောစဉ်းစားပါတဲ့နော်တလားကောင်းစော်ရွက်ရတို့ကလည်းအဲ့လိုမျိုးငငယ်တဲ့အဲ့လိုညင်နေတဲ့ရွက်ရတဲ့ညင်လေးပါအဲ့တော့နန်းတော်ရှိဆရာတင်ကဆရာတင်တခြင်းတွေကလွယ်တာကိုတန်စင်လေးတွေကလွယ်တယ်ဆရာတင်ကလဲသမားမြင်းလေးမောင်းသွားရင်လည်းဆရာတင်နန်းတော်ရှိဆရာတင်ရဲ့ခင်ဗျားတို့ဒီကနေ့တုံဆိုလို့ရဲ့အဘိုးပေါ့ဗျာဟုတ်တယ်လားနော်နန်းတော်ရှိဆရာတင်ရဲ့မြစ်တွေဘလို့တွေဆိုတယ်မသိဘူးတန်စင်နေသလားနော်အဲ့ဒီတုံလို့ရဲ့အဘိုးပေါ့ဗျာဟုတ်ပြီလားခင်ဗျားတို့ထင်အောင်ပြောရတာပါညီငယ်ညီမငယ်တွေအော်သူ့အဖေကလည်းဒုဆရာတော်ကမြန်မာစာဦးမျိုးအောင်နော်မတို့တွေကျူရှင်ဆရာတော်ဦးကမြန်မာစာကိုမျိုးအောင်ရဲ့အဖိုးပေါ့ဗျာနော်အဲ့ဒါဆိုတော့သူ့ရဲ့သမီးဆိုတော့ဘယ်လိုမြစ်တော်မှာနော်အဲ့တော့သူရွက်ရတဲ့ဝင်ကိုလိုလည်းရွက်ရတဲ့ဝါသနာလေးပါတယ်အဲ့တော့အနုပညာမဟာဂီတမှာထောင်ယုံနေမှတရားကြီးစက္ကုံတည်းချပြီးတော့မှဘယ်လန်းနဲ့ညာလန်းနဲ့မျက်စိစွန့်ပိတ်ထားမှတရားလုပ်တယ်လို့ထင်နေတဲ့ပုံကိုယ်တွေမလို့ကျွန်တော်တို့တခါမှဘုံဘုံတရားထိုင်တာမထိုင်ဘူးဘာလို့နေလဲဘောလုံးဝဲကြည့်နေတယ်ပြောအေးဒါသွားလေမလားချင်းလည်းနေလေတော့တသိမ့်မဲ့လို့သိမ့်တရားလို့ဂယုကိုမဆိုင်ဘူးအဲ့လိုဆိုတော့ချစ်တစ်လေးဖြစ်သွားအဲ့တော့ကိုကလည်းနန်းတော်ရှိဆရာတင်ပြောတယ်လို့ဟုတ်လားကွန်းစောအဲ့တော့ထောင်းရောင်နေတွေစိန်ရောင်စိန်အဲ့ဒါမျိုးတွေမှမရရင်မဟာဂီတမရရင်တချင်းမေးပြမှာဆိုလို့အဲ့တော့မဲစာတောင်းချီဆိုပြီးတော့ထောင်းရောင်နေဆိုပြီးတော့မှဆင်ကြီးကိုဂလုံကြီးဆိုပြီးတော့မှတက်လားကွန်းစောမဟာဂီတမှမရတဲ့သူပါတီးတော်ပါတန်ပါဆိုအဲ့ဒါဒီမှတ်ထားခင်ရတို့ကလည်းအဲ့လိုပဲရှင်ကြီးကိုကလုံးချီတဲ့တရားဟောရမှာအဲ့ဒါကဘယ်မှာဟောမလဲဆိုပထမတော့ဒီနေရာမှာဟောမလို့ပါမနေ့တော်တော်လေးဟိုဘက်62လမ်းကျမ်းမှာဘုန်းကြီးတို့အနာတပိဏိကောဝါဒသုတ်တန်ကျောင်းတကာများတို့ဩဝါဒကထာဆိုပြီးအဲ့ဒီတရားဟောရပါလိမ့်မယ်ကိုယ်ဆရာသမားတွေဘုန်းကြီးရဲ့ဆရာတော်ကြီးအဲ့ဒီဆရာတော်ကြီးဩကန္တာဗုဒ္ဓအဲ့ဒါဘုန်းကြီးတို့ဆရာကခုနမနေ့ကဟောသွားတဲ့ဘုန်းကြီးဆိုတာဘုန်းကြီးတို့ကိုရင်တော့အဲ့ဒီဆရာတော်တွေနဲ့အတူတူတရားတွေဒါပေမဲ့ဗျာကျတို့ကချက်တေးလေးကိုရင်လေးဆိုတော့ဥမမဲဇာမမြောက်မလေးလားလောက်တဲ့နော်မလေးစားလောက်တဲ့အရွယ်လေးပါ1342ခုနှစ်အဲ့ဒီဆရာတော်ဥစ္စာတော်ဘာသာတို့ဘုန်းကြီးတို့ဆရာတော်ကျုပ်ကဆရာတော်ကြီးဖြစ်တဲ့ဆရာတော်ဥက္ကန္တာဗုဒ္ဓရှင်မှာသူတို့တရားတွေလာတဏ္ဍာနေတက်ကြပါတယ်တရားတွေလာတက်တော့ဘုန်းကြီးတို့ကခလေးလေးဆိုတော့တစ်ချိန်မှာဒီလိုဓမ္မဂရိကဆရာတော်ပေါက်စလေးဖြစ်လာလိမ့်မယ်လို့ထိုစဉ်ကဥပဒကများကလာမှမထင်ခဲ့ပါဘူးဆင်ကြီးကိုဂလုံးချီမဲ့ပုဂ္ဂိုလ်သလားကွန်းသာနော်ဆင်ကြီးကိုဂလုံးစီသလားအဲ့ဒါဆိုတော့ဒါပေမဲ့တခုရှိတာကအဲ့ဒီပြောလိုက်တဲ့အရာများကိုဒီဣမလွယ်မှတ်တဲ့ဉာဏ်အများတဲ့တာပါတယ်နော်အဲ့ဒီဆရာတော်ဘုရားကြီးဥက္ကန္တဗုဒ္ဓပါဇက်ကထွက်လိုက်တဲ့အရာအကုန်လုံးကိုကျွန်ုပ်ကကွန်ပျူတာ chip ထဲမှာထည့်လိုက်ရင်ဒီနေ့ထိပြန်ထွက်သွားရင်မရှိဘူးအဲ့ဒီဉာဏ်လေးတော့ကောင်းတယ်အဲ့ဒီဉာဏ်ကတော့လာပြီးမရှင်းပါနဲ့ဆိုတော့အဲ့ဒီလိုမှတ်ထားတဲ့ဉာဏ်တွေကိုတော်တော်များများနဲ့တွေ့တိုင်းသူတို့တွေဘုန်းကြီးတို့မနေ့ကလည်းနိုင်ငံတော်ကြီးကဲတွေလှူရတဲ့ရွှေတောင်ဦးမှာတိပိကကုန်းမြေမုံရွာမှာလောက်ပါဆိုတော့အဲ့ဒီကနေဆရာတော်ဥပညာဝန်သားတယ်အဲ့ဒါကိုအုပ်ချုပ်တဲ့ဆရာတော်ဆိုတော့သူတို့ကတိုင်းမှုတွေပါရဲ့တူသားနောင်မယ်ဆိုတော့ကျောင်းကြီးလည်းကောင်းလိုက်တော့အမလီတစ်နှစ်တည်းပြီးသွားတာတစ်နှစ်အတွင်းပြီးသွားတာအဲ့ဒီဆရာတော်ကတဲတဲ့ဘုန်းကြီးတို့တဲတဲ့အိမ်ကိုဟဲမြင့်စုငါအဲ့ဒီဓမ္မစီတို့တိတ်တွေ့ကျင်တယ်ဆိုချက်ချင်းခုလာခဲ့မယ်မဟုတ်ဗျာတရားတော်သားမတော်မလို့ချင်းဒီလိုနေရာမျိုးဒီလိုဘုန်းကြီးရွှေတောင်ဦးဆိုတာလေဒီဆော်ဖျားကြီးလိုအကျော်မော်တော့နိုင်ငံတော်အကြီးအကဲတွေလည်းအဲ့ဒီနေရာကျောင်းဆောက်တာကောင်းပါတယ်အဲ့ဒီမှာဘိုလ်ချုပ်ကြီးဝန်ကြီးချုပ်တွေပါအကုန်လုံးပါပဲအကုန်လုံးကျောင်းတွေပြည့်နေတိမ်နေရောစနော်ဘုန်းကြီးတွေကနဲနေတယ်ကျောင်းကများပြီဘုန်းကြီးရဲ့18ပါးလောက်ရှိတယ်ကျောင်းကတန်ဃာပါ1000လောက်နေလို့ရမယ်နေရာမျိုးတွေဖြစ်နေ18ရေကရှိပါဆိုတော့အဲ့ဒီကတိပိကဆရာတော်လာပင့်တယ်ပြီးတော့2ပုံအောင်ပြီးသားတပည့်တော်တရားခွေတွေကိုတရားခွေတွေကိုအကုန်ချပြီးတော့ဒီဗိဓိက3ပုံ2ပုံအဲ့လိုအာကုံဆောင်တဲ့ပုံတွေတို့တရားတွေဘုန်းကြီးတို့တရားတွေကိုချပြီးကြိုက်တဲ့တောင်းအနေအာမန္တရံဝေဖန်ပါတယ်တဲ့တရားခွေတွေကိုသူတို့လျှောက်တာပါအဲ့ဒီဒွိဗိဓိကကိုင်းစော်လည်းကြားပါတယ်တိတိချာချာတက်လေးလက်ဆော်ကြီးတစ်ပါးလည်းပါပါတယ်တက်80လောက်ရှိတယ်အဲ့လိုချပြီးတော့အဲ့ဒီခွေကိုဆရာဘုန်းကြီးတွေဝေဖန်စမ်းกว่าဆိုတရားခွေတွေကိုသူတို့သူတို့တရားတွေကိုစနစ်တကျဟောရတော့မယ်ဒုနောက်ွယ်မှာဒါကြောင့်မလို့စာရေးသောပုဂ္ဂိုလ်များဟောသောပုဂ္ဂိုလ်များသူတို့ပြောလိုက်တဲ့အရာကိုအောက်မှာပညာရှိတွေအများကြီးရှိတယ်ဆင်ញင်မွယ်ကောင်းလာအဲ့လိုအားလုံးဝိုင်းနားထောင်လိုက်ပြီးတော့ခါမှာဒီအရှင်မြတ်ကတော့ဖြင့်ကျန်တဲ့ရည်ဗိဓိကသုံးအာကုံဆောင်တဲ့ပုဂ္ဂိုလ်တို့ဒါတွေအကုန်လုံးရပြီးသားတွေဖြစ်နေတော့ထင်မကြီးဘူးပေါ့အဲ့ဒါအဲ့ဒီဓမ္မစီရီမမြင်ဘူးပါဘူးဓမ္မစီရီဆိုတဲ့ဘုန်းကြီးကတော့ဖြင့်ထိုတိပိကတွေကိုဩဝါဒပေးနိုင်တော့အရေးချင်းတွေရှိတယ်ဆိုပြီးဘုန်းကြီးတို့လာပင့်ပါတယ်ဟာအဲ့လိုမဟုတ်ပါဘူးဖေဟာ
အဲ့ဒီမှာအကုန်လုံးကပထမကျော်အကမာကျော်တက်ကြတရားအဲ့လိုဟာမျိုးတွေမေ့ရွယ်ကုန်းဆိုတော့အကုန်လုံးကဓမ္မစရိယအားလုံးပြီးပြီးသားပိဋကတဘုံခွဲနှစ်ပုံအောင်ပြီးသားအရှင်မြတ်တွေပါရွှေတော်အောင်ဆိုတဲ့နေရာမှာအဲ့ဒီတကတိပိဋကအများချက်ချင်တဲ့ဗစာဝတ်နေအကုန်တာဝန်ယူပြီးဓမ္မစရိဆရာတော်ဥက္ကဋ္ဌရှိကိုလာဆက်တယ်ပါအဲ့ဒီနေရာကိုစာရေးပေးလိုက်မယ်ဆရာတော်ဥက္ကဋ္ဌတပည့်တော်လှုပ်ခွင့်လှုပ်ထိုက်တဲ့ဟာတွေရှိဆုံးဖြစ်ချင်းကြောင့်ရှင်ဘုရားများတပည့်တော်၎င်းတငယ်ချင်းတော်၎င်းရှိရင်လှုပ်လိုက်ပါစာဝတ်နေအကုန်တာဝန်ယူပြီးကြောင်းဟောပါအကုန်တာဝန်ယူပေးပါမယ်တဲ့အရှင်ဘုရားရဲ့မျက်နှာအဲ့ဒီမှာအဲ့ဒီဆရာတော်တွေဘုန်းကြီးတို့တွေ့ခဲ့ရပါတယ်အဲ့တော့သူတို့တွေကိုဩဝါဒထွေထူးတော့ပေးကြရတော့မရှိခဲ့ပါဘူးဒါပေမဲ့ခုနကလို့အဲ့ဒီထေရဝါဒပိဋကတ်တွေကိုကျင့်သုံးနေတဲ့အရှင်မြတ်တွေသူတို့တွေသိကျင်တဲ့အရာတွေဒီကဒသနတံပရာနီးဘာဝနာတံပရာနီးအဲ့ဒီနီးတွေဟာစာရီကျက်သွားတယ်တဲ့ဘုကောပြောတာမှန်တယ်ကျက်တော့ကျက်တာပဲအဲ့ဒါတွေကိုဘယ်လိုထုတ်ရမလဲဆိုတာလေးကိုပြောပါတဲ့အဲ့ဒါရက်ချင်းပြလိုက်ပါတယ်ဒီအခုချိန်တော့တောက်လျှောက်မရှိပါဘူးဝါဆိုလအခန်းလေးမှာတော့ရက်လေးနည်းနည်းပါးပါးအားပါတယ်လို့အဲ့ဒီရက်လေးကပ်ပေးရပါလိမ့်အဲ့ဒီမှာဘာဖြစ်တယ်ဆိုတော့ဘုန်းကြီးနဲ့အဲ့ဒီဘုန်းကြီးနဲ့အရှင်မများတပည့်တော်အဲ့ဒါနဲ့စကားပြောအရှင်မများဒီတော့သိလားသိတယ်ဘယ်မှာသိတယ်လဲ1992ခုနှစ်ကဟာဘယ်မှာဘယ်နာသိရထားပေါ်မှာသိတာဟာဘယ်တော့သိတယ်တပည့်တော်အရှင်မများမုံရမှာဘိဓကနှစ်ပုံဆောင်တာနှစ်ပါးပဲရှိပါတယ်တစ်ပါးကဒွိစာလို့ခေါ်တယ်ကလေးဝတော်ရတစ်ပါးကအဲ့ဒီဘုန်းကြီးအရှင်မများဘွက်ကိုတော့မသိပါဘူးလို့ဒါပေမဲ့ကြောင်းရောက်တဲ့ခါကျတော့ဘိဓကနှစ်ပုံရတဲ့ဘုန်းကြီးမုံရဘုန်းကြီးတစ်ပါးနဲ့ခပ်ပူပူပိတ်မိအဲ့တော့အခုတော့ဝနေအဲ့ဒီဘုန်းကြီးနဲ့တွေ့ဘူးတယ်ပဲဆိုတော့မုံရသားဘုန်းကြီးတွေတက္ကသိုလ်မှာအများကြီးရှိတာဖြစ်ချင်းကြောင့်အရှင်ဘုရားကအဲ့ဒါဥပညာဝန်သားဖြစ်လိမ့်မယ်စာသိတော်တာတဲ့ကြောင်းထိုင်တော့လို့ပြီးတော့သုံးဖို့မဖြစ်သွားဟာအဲ့ဒါပြောတာပဲမင်းတို့အဲ့ဒီဘုန်းကြီး1991က14နှစ်ရှိပါပြီ15နှစ်ကိုထည့်ရောက်ပါပြီသူမသိဘူးဘုန်းကြီးမှတ်မိတယ်အရှင်ဘုရားမှတ်မိလားလို့အရှင်ဘုရားတပည့်တော်ကိုကြည့်၍ဟာငါရှင်ရုပ်လေးကြည့်ရတာဉာဏ်ကောင်းမွန်ရတယ်တိပြည့်ပဲကြက်ပါလားတဲ့တပည့်တော်ဘုရားအင်္ဂလိပ်စာတွေဝါသနာပါနေလို့ပြောတော့ तू ကဟာအင်္ဂလိပ်စာအဓိကမရှိပါဘူးကွာတဲ့နင်းကလည်းပြီးတော့သုံးဖို့ကြက်စမ်းပါတဲ့ရှင်မယားလို့အင်္ဂလိပ်စာလည်းသုံးရပါတယ်လို့ကဲရှင်မယားအခုငါဆိုရင်လည်းပြီးတော့နှစ်ပုံအောင်ထားပြီးပြီအဲ့လိုဆိုရင်ရှင်မယားတို့တော့မိဘတစ်ခုမေးပါမယ်မြတ်စွာဘုရားကြွတ်တက်ဖူးပါလားဟာတော့ဟာမြတ်စွာဘုရား crunch ဖြစ်ဖူးပါလားဟာအဲ့ဒါအရှင်ဘုရားဒီကနေ့ကလေးပါပါတယ်လို့အဲ့ဒါပါဒီတော့အင်္ဂလိပ်ဒီမှာကုသထောက်ပြဒီမှာတွေ့လားအရှင်ဘုရားမြတ်စွာဘုရားရဲ့ဘယ်လိုယောဂတွေဖြစ်တဲ့ယောဂတန်းစီတာအင်္ဂလိပ်စာပြောတာပါဠိလိုဒါကုသူတို့ပြလိုက်ပါပြီဟုတ်တယ်တဲ့အခုကြံမှာကွန်ပျူတာတွေရောအဲ့ဒီလိုအင်္ဂလိပ်စာတွေရောအဲ့ဒါတွေကိုသင်ပါဩဝါဒပေးပါဆိုပြီးခေတ်ကြီးပြောင်းသွားပါပြီဒါကြောင့်မလို့ဘုန်းကြီးတို့ကအကုန်လုံးအခုစာပေဆွေးနွေးပွဲတွေလုပ်ပါတယ်နိုင်ငံတော်သံဃာမာနကတွေရောအလုပ်ရုံဆို workshop ခေါ်တာပေါ့အဲ့ဒီမှာအကုန်လုံးတိတ်မကြခင်တော့အချိန်ကမှာခေတ်ပညာတစ်ခုခုကိုသင်ဖို့အတွက်သံဃာတော်ရှင်သူမြတ်တွေစိုင်းပြင်းနေပြီတို့တွေကအစိုးရတွေကအတိုက်ခံတွေလုပ်ခဲ့ရတာတွေတို့ရှိရပုံကိုယ်တွေငါတို့တွေရွှေသွေးလေးစာအုပ်ဖတ်တယ်ဆရာသမားကအဲ့ဒီရွှေသွေးစာအုပ်ထည့်တဲ့ဥစ္စာကိုသင်္ကန်းတွေရောမီးဟိုနည်းနဲ့သွားမီးတဲ့သွားထည့်ပလိုက်တယ်လူထွက်သွားမှကြောက်တယ်ရှစ်ဘုန်းကြီးတွေအဲ့ဒီစာပေတွေသင်ယူကောင်းတယ်လို့မတတ်မှတ်ဘူးဒီကနေ့ကဘာကပြောင်းသွားပါပြီနော်ခုအဲ့ဒါကြောင့်မလို့ဒါလေးတွေသိဖို့တခါတည်းလည်းပြောခဲ့ပါတယ်အဲ့ဒီရှင်မြတ်တွေဟောအဲ့ဒါတွေပြောတာပဲမှတ်ဉဏ်ဆိုတာအဲ့ဒါပဲဘုန်းကြီးရဲ့အဲ့ဒီမှတ်ဉဏ်လေးနည်းနည်းလေးတညာတဲ့မှတ်ဉဏ်ကြီးနည်းနည်းလေးကောင်းတယ်ပေါ့နော်အများတို့လည်းတလားဟုတ်ပြီနော်ဒါမြတ်စွာဘုရားဘယ်အချိန်မှာတရားဟောတာများလဲညနေကျတခါတည်းရင်မနေ့ပဲဟောပါတယ်ဒါအကြောင်းရှိလို့ပြောပါတယ်အဲ့ဒါနဲ့ဘုရားရှင်ကရောက်လာစကားလေးရင်ရှင်းလေးတွေပဲသဗ္ဗဒဏ္ဍဓမ္မဒဏ္ဍဇိနာတိသဗ္ဗရတံဓမ္မရတောဇိနာတိသဗ္ဗရတိဓမ္မရတိဇိနာတိတနက္ခယောသဗ္ဗဒုက္ခံဇိနာတိလေးခုဌာနတွေထဲမှာဓမ္မဒါနကောင်းတယ်အယတာတွေထဲမှာဓမ္မယတာမွေလျောခြင်းဓမ္မတရားနဲ့မွေလျောခြင်းတဏှာကုံနဲ့နိဗ္ဗာန်သည်ဒုက္ခအလုံးသဗ္ဗဒုက္ခအလုံးစုံသောဒုက္ခတွေကိုဇိနာတိကျော်လွှားနိုင်တယ်ဒါသိပြီးသားလေးနော်ကောင်းစောသိပြီးသားလေးကိုဘုရားရှင်ထပ်ဟောလိုက်ပါတယ်ဒါဆိုရင်သဗ္ဗဒါနဓမ္မဒါနဇိနေသဗ္ဗဒါနအလုံးစုံသောဒါနကိုဓမ္မဒါနတွေဇိနာတိကျော်လွှားနိုင်တယ်အောင်မြင်နိုင်တယ်လွှမ်းမိုးနိုင်တယ်သဗ္ဗရတံအယတာဟုသမျှကိုဓမ္မရတောတရားအယတာကဇိနာတိဒါသိပြီးသားအောင်မြင်နိုင်တယ်ကျော်လွှားနိုင်တယ်သဗ္ဗရတိမွေးလျော်ခြင်းရုပ်ရှင်နဲ့မွေးလျော်တယ်ဘောလုံးဝဲနဲ့မွေးလျော်တယ်တယ်လီဗေးရှင်းနဲ့မွေးလျော်မယ်စကားပြောပြီးမွေးလျော်မယ်ခရီးသွားပြီးမွေးလျော်မယ်အရက်တော့ပြီးမွေးလျော်မယ်အများကြီးပဲအားကစားလုပ်မယ်အများကြီးရှိပါတယ်မွေးလျော်ခြင်းတွေကိုယ့်ရဲ့ enjoyable အများကြီးရှိတယ်ချို့ကစကားပြောတာကျင်တတ်တယ် enjoy and speak ချို့အဲ့နေတယ်ဘာဘူးမှဘာ enjoy and sleeping ချို့ကစရိတ်တော့ခြင်းနဲ့ enjoy and smoking sleeping speaking အဲ့ဒါမြို့သမီးတွေကြိုက်တာရဲ့အမျိုးသားကြတဲ့နှစ်ခုလုပ်လိုက်ပါတယ်။တောင်းဒုံများရိတ်တာမှာ S area နှစ်ခုထည့်မယ်။မြို့သမီးများအတွက် speaking area
မြို့သားများအတွက် smoking area ပြီးရောဒါမဖြစ်မနေလုပ်ပေးရမယ့်အရာတစ်ခုပါဒါကြောင့်မလို့အမျိုးသမီးတွေရှိမှရေကန်လေးရဲ့ပန်းညံလေးရဲ့အဲ့မှာစကားပြောကြအမျိုးသားတွေအတွက်လည်းအဲ့လိုမျိုး smoking area speaking area အဲ့ဒါနှစ်ခုထားပေးရမွေးလျော်တယ်အဲ့ဒီမွေးလျော်ခြင်းထဲမှာတရားနဲ့မွေးလျော်ခြင်းကမြတ်ပါတယ်တဲ့မြတ်ပါတယ်ဆိုတဲ့စကားဇေနာတိကိုတစ်ထလို့ပဲဆိုလိုက်ပါစို့ကောင်းပြီခုနအရှင်မြတ်များမေးတဲ့မေးခွန်းကိုဘုန်းကြီးတို့ကဖြေရတော့နော်ခုနဟာတွေရတော့တစွန်ကောင်းပြီတဲ့တပ္ပဒါနဘာလို့မြတ်တယ်လဲတဲ့သာစေကေစက္ကဝါလကပေယာဝမြမလောကနိဒန္တံကတ္တဝသန္နိသိဏံဗုဒ္ဓပစ္စေကဗုဒ္ဓခိနာတဝနံဟုတ်ပြီနော်ဟာဒီစัจ java လာကြီးတွင်ထဲမှာထိုင်နေတော်မူကုန်သောစัจ java လာကြီးထဲမှာမြမလောကတိုင်အောင်တန်ဤသိဏနဲ့ထိုင်နေတဲ့သုံးနေတော်မူသောဗုဒ္ဓရဲ့ပစ္စေကဗုဒ္ဓရဲ့ခိနာတဝါတို့ကိုစီဝရဏိတရေယဂရလီကပ္ပသရိတာနိတဲ့အဲ့ဒီသင်္ကန်းတွေအများကြီးလူတယ်ပေါ့ဗျာဘာမှလို့ပြောရရင်ဟုတ်ပြီနော်တန်ဃာတော်ရှင်သူမြတ်ယဟန္တာရှင်မြတ်တွေရဲ့ပစ္စေကဗုဒ္ဓရဲ့ဘုရားရှင်တို့ရဲ့စัจ java လာကြီးပြည့်အောင်ထိုင်နေတာကိုသင်္ကန်းတွေလှူပါတယ်အဲ့ဒီသင်္ကန်းလှူဝဲမှာ၄ပါရလောက်ရှိတယ်ခုနကသဗ္ဗရဏဓမ္မရဏဇိနာတိသဗ္ဗရတံဓမ္မရတောဇိနာတိသဗ္ဗရတိဓမ္မရတိဇိနာတိတနက်ခယောသဗ္ဗဒုက္ခံဇိနာတိဆိုတဲ့တဂါရမြတ်ကိုအနုမောဒနာပြုခြင်းကမြတ်တယ်အဲ့လိုတိုင်းဆိုရင်အဲ့ဒီတိုင်းသာဆိုရင်တန်ဃာတော်ရှင်သူမြတ်တွေအားလုံးရှိနေတယ်ဒီတန်ဃာတော်ရှင်သူမြတ်တွေကိုစွန့်နေသင်္ကန်းတွေအကုန်လုံးလှူလိုက်တာတဲ့ဂါရာတွေ၄ဂါရာကိုကြားနာခွင့်အနုမောဒနာပြုခွင့်ကမြတ်တယ်လို့ဒီလိုဆိုပါတယ်နော်ကောင်းစောတစ်ချက်ဟိသသမန်ဤတန်တာနဲ့အဲ့ဒီဒါနတွေတတ္တဂါရာယတောလတ်တင်ကလန်နဂတိအဲ့ဒီဘုရားကောပိစေကဗုဒ္ဓကောယန္နာအရှင်မြတ်တွေကိုသင်္ကန်းတွေအပြည့်လှူလိုက်တာခုနကတော့16စိတ်တစ်စိတ်တော့မမီဘူးလို့ဒီလိုဆိုရဲဒါတို့ကျမ်းဂန်စကားပဲရှိပါသေးတယ်နော်ကောင်းစောတော့ကောင်းပြီအဲ့ဒါလေးကိုအချင်းချုပ်မှတ်ဖို့လိုလာတယ်ဒါလို့ဆိုရင်ဘာပဲပြောပြောပစ္စည်းဝတ္ထုတွေကိုဘလောက်ပဲလှူနေနော်ကျောင်းကြီးတွေဘလောက်ပဲလှူနေအနာတပိနိကာတိဝိဟာရိအာရပကတပရိစ္ဆာကတောပိဟောကျောင်းလူတွေလည်းဓမ္မရဏပြည့်ကျမ်းပါသွားပြီနော်ကောင်းစောဆွန်းလည်းပါသွားပြီအဲ့တော့ပတ္တေသမိနေပုရိတဝါဆွန်းကွန်တွေကိုပဏိတပိဏပါရတအဲ့ဒီပရိသတ်ဒီမှာခုနသံဃာတော်ရှင်သူမြတ်တွေဘုရားပြည့်စေကရှင်မြတ်တွေကိုပိဏပါတာဆွန်းကီးကတ်ပြောမှာနော်ဒီတုတ်တိုင်တစ်ခုလုံးရဲ့ကီးကိုကတ်ပြောမှာအခုနေတော့နည်းနည်းနားထောင်နေဦးနော်ကောင်းစောတပိတ်ထဲကိုလည်းအဲ့ဒီသံဃာတော်ရှင်သူမြတ်တွေဘုရားရှင်တွေပြည့်စေကဗုဒ္ဓတွေအရှင်မြတ်တွေရဲ့ထဲကိုတပိတ်ထဲကိုပတ္တေသပိတ်ထဲကိုပုရိတဝါစားစရာဆွန်းတွေကိုဖြည့်ဒိဏဘောဇနာဒါနာတော်ပြီးပေးလူလိုက်သောဆွန်းတဲ့၎င်းဒါဆွန်းတဲ့ဓမ္မဒါနမြတ်တရားပါပြီမဟာဝိဟာရသရိသနံဝိဟာရနိစ္စလောဘပါဒရသရိဒါနိစ္စကြီးပြတကြီးတွေမဟာဝိဟာရအကြောင်းကြီးတွေလှူတဲ့တတသာသကျောင်းပေါင်း1000 သိန်းလှူရင်းတော့၎င်းအနာတပိနိကာရီဝိဟာရိအာရဘအနာတပိတတိရဲ့အကြောင်းကိုအကြောင်းပြီးလှူတဲ့အာဝေ၎င်းကရပရိစ္ဆာကတော်ပြီးသွန်းသင်္ကန်းကြောင်းစီတွေတဲ့အန္တမသောအဲ့ဒါတဲ့နောက်ဆုံးပြောမယ်ဂါရာလေးတဂါရာအနုမောဒနာပြုတာကဒါလင်ဒါနဓမ္မဒါနမေဝအဲ့ဒီမှာဒါတော့သွန်းလှူတဲ့အလှူပွဲမှာသွန်းတော့လှူလိုက်တယ်တရားမဟောလိုက်ဘူးကျောင်းလှူတဲ့အလှူပွဲမှာကျောင်းတော်လှူလိုက်တယ်တရားမဟောလိုက်ဘူးသင်္ကန်းကတ်တဲ့ကထိန်သင်္ကန်းမှာတရားမဟောလိုက်ဘူးအဲ့လိုဆိုရင်အဲ့ဒီဆွန်အဲ့ဒီသင်္ကန်းအဲ့ဒီကထိန်မမြတ်ဘူးဒီနော်အဲ့ဒါမှတန်ဃာတော်လေးတွေမျက်စိလဲသွားတာဘာလို့လဲဆွန်လဲလှူတယ်ဟိုခုနဆရာကြီးဥဒုခရိုက်တဲ့ထဲရလို့ဖြစ်နေဆွန်ကြိုငါဆွန်ကြိုရေကျိုးကြတော့10ပါးရေလေးပါမနှစ်ခုပေါင်းတာဗျ15ပါးလို့ပြောလိုက်တယ်လို့လေးဖြစ်နေသူစားသက်လားဆွန်လှူလိုက်တယ်အဲ့ဒီဆွန်လှူတဲ့အလှူထဲမှာတရားဂါရတပုတ်ကြားမယ်ဒါဘာတရားလည်းမပါသေးဘူးနော်တရားလို့ပဲပြောထားသေးတယ်ကျောင်းလူထုံနေလကောက်သင်္ကန်းလူထုံနေလကောက်နော်ကောစားအဲ့ဒီကြတော့ပဝတ္တိတံအနုမောဒနာဝသေနာဂါရလေးလေးဂါရမြတ်ဖြင့်ပဝတ္တိတံဖြစ်စေရသောဓမ္မဒါနမေဝဓမ္မဒါနတိတလံဝရံသစ္ထံမြတ်လာပါ၏ကိဉ္ကာရဏလာပြီဧဝရူပဏိပုံညံဤကရဏောဓမ္မသုတ်တဝါကရွန်တိဧဝရူပဏိဤသို့သဘောရှိကုန်သောဤသို့သွန်းသင်္ကန်းကြောင်းစင်းဆိုတဲ့လေးထွေသောပစ္စည်းတွေလှူဒန်းတဲ့ကောင်းမှုတို့ကိုကရုဏာပြုကုန်သောပုဂ္ဂိုလ်တို့သည်ဓမ္မတရားကိုသုတ်တဝါဝကြားရရသာလင်ကရွန်တိပြုကြအကုန်၏တရားသွန်းရဲ့အကျိုးတွေသင်္ကန်းရဲ့အကျိုးတွေတရားနာရင်အကြောင်းတွေအကျိုးတွေကိုမကြားနာရရင်သူတို့ဘယ်လိုဒီလူဖြစ်မလဲတဲ့ဒါ
မူလအခြေကဘာလဲတရားနာလားတရားနာလို့အသိဉာဏ်ရလိုက်မှသာလဲဆွမ်းလှူတတ်ပါတယ်သင်္ကန်းကတ်တတ်ပါတယ်ကထိန်လှူတတ်ပါတယ်ကထိန်သင်္ကန်းလှူရတာလေအဲ့ဒီကထိန်တရားဝတ်မှာတရားနာလို့ဗောကထိန်တရားနာလို့ဗောကိုဝင်းစောရဲ့ဒါအားလုံးဒီတရားနာခြင်းသည်အဲ့ဒီအလှအားလုံးရဲ့အကြောင်းပထမဟေတုတတ္တိဖြစ်သွားပါပြီဥပနိတယတတ္တိဟေတုတတ္တိမူလဗုဒ္ဓသည်တရားနာခွင့်ရလိုက်တာဖြစ်ခြင်းကြောင့်ဆွမ်းလည်းလှူတတ်ပါတယ်သင်္ကန်းလည်းကတ်တတ်ပါတယ်ကထိန်လည်းခင်းတတ်ပါတယ်ကြောင်းလည်းလှူတတ်ပါတယ်ဟုတ်ပြီနော်ဒါကြောင့်မလို့ဣမာနိဧဝရူပါနိဤသို့သဘောရှိကုန်သောပုံညာနိကောင်းမှုတို့ကိုကရွန်တာပြုကုန်သောပုဂ္ဂိုလ်တို့သည်ဓမ္မံတရားကိုသုတ်တော်ဝနာကြားပြီး၍သာလျှင်ကရွန်တိပြုကြကုန်၏အသုတ်တော်တရားမနံမှိသည်ရှိသောနောကရွန်တိမပြုကြပါသစေကိုဣမေတ္တဤတတ္တဝါတို့သည်ဓမ္မံတရားကိုနတုနေယောမနာခဲ့သူရှိကဥလုံကမတ္တံရာကုန်ပြီးဇွန်လေးတစ်စုံမြရာကိုလေးတစ်ခုမြကိုနတရေယုံမပေးရပါဘူးအဲ့ဒါကြောင့်မလို့ပဲတပ္ပဒါနေအလုံးစုံသောဒါနတို့ထက်ဓမ္မဒါနမေဝဓမ္မဒါနကဒေသလံတစ်ထံမြတ်ပါတယ်ဟုတ်ပြီနော်ဘာလဲကောဆိုဒါဖြင့်ကောင်းပြီတဲ့သာရိပုတ္တရယောပိယဒနောဓမ္မဒါယသောတပရိပလာဒိနိအဋ္ဌကံနောနာတခိန်သူအတစီထေရတိဂရိဒဓမ္မသုတ်တော်သောတပရိပလံသစ္စိကရိန်သူသတ္တုဓမ္မဒေသနာယသာဝကပါရမီညာနံသစ္စိကရိန်သူသာဝကပါရမီဟောအရှင်သာရိပုတ္တရာအရှင်မြတ်တိမြတ်စွာဘုရားရှင်ကိုမလူလဲမလူသေးပါအတ္တစီမထေနဲ့ယေရမယေတုဘဘဝတေသံဟိတုံတထကတော့အာဒေသံစာယောနိတော်ဧဝံဝါရီမာသမနောလို့ငါရှင်လို့နားလိုက်တဲ့အခါမှာအိုးအကြောင်းတရားတွေဆိုတာဒီယေရမအကျဉ်ဒုက္ခသစ္စာအကျိုးတရားတို့ဒီဟိတုဘဘဝအကြောင်းသမှုတရားတော်ဖြစ်ကြဂုံကြီးဆိုတာလေးသိပြီးတော့မှသာသနာထဲရောက်လာပါတယ်နော်အတ္တစီမထေရဲ့ကြားလိုက်တဲ့တရားသောတပတ္တိဖို့ရောက်အဲ့တော့သောတပတ္တိဖို့ရောက်ပြီးတော့ဒီပုဂ္ဂိုလ်တွေပါရမီဖြည့်ခဲ့စဉ်တုန်းကလေဘုရားရှင်ရဲ့တရားကိုသွားနာလိုက်တာအဓိကာရတွေအဲ့ဒီတသိန်းရှင်နဲ့ကဘာတသိန်းနှစ်သိန်းရှင်နဲ့ကဘာတသိန်းလေးသိန်းကဘာတသိန်းဒီကဘာတသိန်းကာလတွေမှာဘုရားရှင်ရဲ့တရားကိုနာပြီးတော့မှသူတို့တွေဒါနတွေပြုစုတွေတောင်းခဲ့ကြအဓိကာရတွေပါရမီတွေလောက်တာဒီလိုဆိုရင်တရားနာခြင်းဒီပထမအစတယ်ပြီးရင်လေအဲ့ဒီတရားနာရင်လည်းပဲဒါနပြုခြင်းသီလဆောက်တည်ခြင်းများသည်တရားနာခြင်းတရားအထုတ်ခြင်းတရားအသိနဲ့ပဲနေကုန်းချုပ်မှာပါဆိုတော့ဟုတ်ပြီနော်ဒါကဓမ္မဒါနကမြတ်ကြောင်းလို့ပြောလိုက်ပြီဘာကြောင့်မြတ်တယ်လဲနော်ကိုယ်အဲ့ဒီနဲ့ပြောဟဲ့နော်ကောင်းပြီဒါတော့လှူလိုက်တဲ့ပုဂ္ဂိုလ်တွေများသောအားဖြင့်ဒါနသက်သက်သီလသက်သက်စောင့်တည်သောပုဂ္ဂိုလ်များသည်သံသာရဝတ္တိပါတိတဝဒုက္ခနုဘဝနသေဝပစ္စယောတန်တရာဝဆင်းရဲတန်တရာဝတ်ထဲမှာပါတိတဝကြစေ၍ဒုက္ခနုဘဝနသေဝဒုက္ခတစ္ဆာကိုခံစားခြင်းလာနဲ့ပစ္စယောအကြောင်းဖြစ်တာများပါတယ်တဲ့နော်ကောဘာလဲဟုတ်ပြီနော်အဲ့ဒီအလှူတွေဒါနတက်တက်လှုပ်လိုက်တာတဲ့အဲ့ဒါတွေအားလုံးတွေများသောအားဖြင့်ဒါနတက်တက်လှုပ်လိုက်တယ်ဒီခံစားမှုတွေကိုအရသာဤဆွန်းလေးလှုပ်လိုက်တာဖြစ်ခြင်းကြောင့်တက်ရှည်ဆင်းလဗလဉာဏ်ပညာ၅ခုအသက်ရှည်ခြင်းနဲ့ဆင်းလာခြင်းသီလဆောက်လိုက်တာဖြစ်ခြင်းကြောင့်ဘဝတိုင်းကျမ်းမာရေးကောင်းနေတာဒီလောက်ပဲကျမ်းမာရေးကောင်းနေတာပဲရှိတယ်အဲ့ဒီသီလကိုအကြောင်းပြု၍တမာရိကနေဉာဏ်ကနေနိဗ္ဗာန်ကိုဝင်မယ်ဆိုတဲ့အသိဉာဏ်ဤနိုင်ငံမှာဒီနေ့ထိအောင်အလွန်နည်းပါသေးတယ်ဒီနေ့ထိအောင်အကုန်လုံးနေတယ်ဘာမှပြောမနေနဲ့ရွှေရုံဘုရားသွားနားထောင်ကြည့်ပါလားနိဗ္ဗာန်ရောက်ပါလေဆိုတာခင်ဗျားတို့နောက်ဆုံးမှတောင်းတာလေအပယ်၄ပါးကတ်၃ပါးရက်ပြည့်၈ပါးယန္တိဘု၅ပါးဝိတ္တရား၄ပါးပြဿနာတရား၅ပါးအခါအကုန်ခင်ဗျားလူချင်းအကုန်တောင်းပြီးတော့မှနောက်ဆုံးညမှာအဆုံးစွန်သောကာလနောက်ဘဝဝဲနိဗ္ဗာန်ကိုရပါလို့ရေးရှင်တရားဩနိဗ္ဗာန်ရှိတော့နောက်ဆုံးမှခင်ဗျားတို့လူချင်းအကုန်တောင်းပြီးတော့မှအနာမဲ့သူရှင်မာကုသိုလ်၎င်းဇောတိကသရိလကာကောနာတရေကြီးလေးလို့ပေးမကုန်တုံမကံပရုမရွှေကြပန်းတို့ပွန်လန်းနမူညနိုင်ဖြစ်အနာမဲ့သူရှင်မာကုရှင်သာသီဘောတကိုးရပါညာအကုန်လုံးပြောပြီးတော့မှအဆုံးကာလနောက်ဘဝဝဲဘယ်တော့ဆုံးပါလဲခင်ဗျာတို့ကိုယ်စဉ်းစားပါလားနော်ကောင်းစောအဲ့လိုလုပ်ပြီးတော့မှနောက်ဆုံးနိဗ္ဗာန်ကိုတောင်းတာကိုမောင်ဝန်းစောရဲ့နော်ဟုတ်တယ်လားအစဆုံးတောင်းလားနောက်ဆုံးတောင်းလားနောက်ဆုံးတောင်းလားနော်တော်သေးတာပေါ့ပွဲပြီးကနေကျမှတကူလောက်နဲ့ကတ်နိုင်လို့တော်သေးတာပေါ့နော်ဟုတ်တယ်လားတော်သေးတာပေါ့နောက်ဆုံးအဲ့ဒါလေးပါလို့အဲ့တော့ဗောဓိပက္ခတရား38ပါးနဲ့လောကုတ္တရာတရား9ပါးကိုလျော်ညီတဲ့အယတအဲ့ဒီအယတမျိုးဖြစ်မှာပြောတာဒီတော့လေတရားလေးနဲ့နေနေတာဖေဘယ်လိုတရားစခန်းကိုတွားရုံနဲ့ပြောတာမဟုတ်ဘူးနော်ဗောဓိပက္ခတရား38ပါးတွေကိုထဲဝင်လုပ်နေပါတယ်ပြီးရင်လောကုတ္တရာတရား9ပါးတွေကိုရောက်သွားရင်တော့အဲ့ဒီယတမျိုးပြောတာအဲ့ဒီဓမ္မရတ္တကိုပြောတာနော်ကောင်းစောအဲ့ဒီယတမျိုးဆိုလို့ရှိရင်တော့အားလုံးနဲ့မြတ်ပါတယ်တဲ့
နော်ဒါဖြင့်ကောင်းပြီဓမ္မဒါနကဘာဖြစ်လို့မြတ်တယ်လဲဒီမှာတော့ဘုန်းကြီးတို့သိမပြောသေးပါဘူးနောက်တစ်ခုမှာကိုးကားပါတော့မယ်တန္တရာဝဆင်းရဲကနေကြော်လွှားသွားပြီးတော့ဝိဝတ္တဒါနဝိဝတ္တဝဆင်းရဲကင်းရာကိုဥတီချက်ပေးနိုင်သောအရာဆိုရင်တော့အမျက်ဆုံးလို့ပြောရပါလိမ့်မယ်ညလည်းကောင်းစောဘာလဲဝိဝတ္တဖြစ်ရမယ်စတရားတော့နာတယ်အဲ့ဒီတရားနာလိုက်ချင်းသည်တရားအလှပေးယုံတက်တက်နဲ့တော့ဖြစ်မမြတ်သေးဘူးနော်ဘာလဲတရားအလှပေးယုံတက်တက်နဲ့တော့ဖြစ်မမြတ်သေးပါဘူးအဲ့ဒါလေးသတိထားပါနော်ဒါလေးသတိထားဒါကီးပဲနော်ဘာလဲကောင်းစောအဲ့ဒါကီးပဲအဲ့ဒါကီးပဲဘာလဲကီးပဲအဲ့ဒါသဗ္ဗဒနာဓမ္မဒနံစိနာတိဆိုခဲ့ရင်ဘယ်လိုပဲပြောအလှတွေအလုံးထဲမှာနော်အလှတွေအလုံးထဲမှာအာမိတာဒါနရဲ့ဒါနကို2မျိုးပဲချိန်လိုက်ပါမယ်ပြန်ချုပ်ပြီးကိုယ်သာပါတယ်ဒါနကို2မျိုးပဲချိန်တယ်အာမိတာဒါနရဲ့ဓမ္မဒါနရဲ့ဒါကီးခေါ်တယ်အဲ့ဒါကီးလေးတွေပြန်ချုပ်လိုက်တယ်ဘာအာမိတာဒါနရဲ့ဓမ္မဒါနရဲ့ဘာဒါနဒွေမေဘိကဝေဒါနဓမ္မဒါနရဲ့အာမိတာဒါနရဲ့2မျိုးရှိတယ်စွန့်သင်္ကန်းကြောင်းစေလေးတွေသောပစ္စည်းတွေကိုအာမိတာဒါနလို့ပဲဆိုမယ်ပြောခြင်းတော့ပြောတော့အာမိတာပဲပြီးပြီဒါတော့အာမိတာအကြောင်းအာမိတာဆိုခြင်းကြောင့်အကြောင်းတရားနဲ့နှောင့်ဖွဲ့ခြင်းခံရတယ်တစ်ချက်ရေးမယ်ဘာဒါနအာမိတာဒါနကိုယ်ကဘာလဲဒွေမဏိဘိက္ခဝေဒါနာနိအာမိတာဒါနံစဓမ္မဒါနံစဣရရကံဘိက္ခဝေဣမိတံဒွေနံဒါနံယရိတံဓမ္မဒါနံပြီးသွားပြီဘလို့ပဲပြောနေအဲ့ဒါဆိုရင်အရှင်မြတ်တွေဘုန်းကြီးဖြေပြီးသားဖြစ်သွားပါပြီ။ကျောင်းအလို့ဒီအမျက်ဆုံးဆွမ်းလူဒီအမျက်ဆုံးကထိန်လူဒီဘာတွေပြောနေဓမ္မဒါနအမျက်ဆုံးဟုတ်ပြီနော်ဘလို့အမျက်ဆုံးလဲအဲ့ဒီဘုန်းကြီးဆရာတော်ကောသနာကိုကားလို့လေယာနာခင်ဗျားတို့ကြားနေတာပဲယာနာတပ္ပတရတုံမှာကိန်တရတုံလို့ခင်ဗျားတို့ခဏတော့ဖုံးတော်ကြီးတင်ခေါ်တယ်နော်စောက်မြောင်ရင်လူလို့ရှိရင်ဖဏတ်လူလို့ရှိရင်ဓာရီကဗျာရင်ဒါနတို့မြောက်စီမီလူရင်စက္ခုလှူတာတို့နောက်ပြီးတော့ကျောင်းလူလို့ရှိရင်တပ္ပတရတို့ဒါအမြဲတမ်းကြားနေတဲ့ကိန်တရဘာလှူရမလဲတခဏတော့ဘုန်းကြီးနဲ့ဟောနေတာမဟောဘူးလေဘုန်းကြီးတော်တော်ရှားပါတယ်ဘုန်းကြီးတို့လည်းမဟောဘူးသေးတာပါအဲ့ဒီတည်းကိုကသူများဒါဟောမဟောတဲ့ဉာဏ်ရှိနေတော့လေသူများနဲ့စန့်ကျင်တယ်လို့ဖြစ်နေမှန်တယ်ဩလူတိုင်းဟောတယ်လို့မဟောတာဟုတ်တယ်လားအဲ့တော့ဒွေမာနိဘိက္ခဝေဒါနာနိအာမိတာဒါနဓမ္မဒါနနှစ်ခုရှိပါတယ်တဲ့ကိုယ်ကဘာလဲအာမိတာဒါနဓမ္မဒါနဣရရကံဘိက္ခဝေဣမိတံဒွေနံဒါနံယရိတံဓမ္မဒါနံจิตာတို့ဘိက္ခဝေจิตာတို့ဣမိတံဒွေနံဒါနံအဲ့ဒီဒါနနှမျိုးတွေမှာယရိတံယံဣတံဒါနံဒီဓမ္မဒါနသီတာနဲ့ဣတံအဲ့ဒီဓမ္မဒါနကဧကံမြတ်တယ်တဲ့ဧကံမြတ်တယ်တဲ့ဗျကိုယ်စောတရှင်းသွားပြီဘုရားရှင်ကိုယ်တည်းပြောတာဒါန2မျိုးပဲပြောခဲ့တယ်ခုနကတော့သင်္ကန်းလူတာသင်္ကန်းမှာကထိန်ခုနကသိမ့်လူဘာပဲဖြစ်ဖြစ်အဲ့ဒါအာမိတာပဲဘာလို့အာမိတာလဲငါเจ้าမှာကားရတယ်တိမ်ရတယ်ကြောင်းပြီးတယ်ဆွမ်းရတယ်အဲ့ဒါငါ့ကိုလှူတာဆိုတဲ့ဒိဋ္ဌိတဏမာနအကြောင်းတရား3မျိုးကဟေတုပစ္စည်းအာရမဏပစ္စည်းဥပနိတယပစ္စည်းသားဆိုတာပစ္စည်းပဋ္ဌာန်းပစ္စည်းတွေအဆက်တွေသူ့မှာရှိတယ်ဓမ္မဒါနမှာအဲ့ဒီပဋ္ဌာန်းပစ္စည်းတွေကုန်သွားတယ်သူ့ရဲ့ relation power ပြတ်သွားတယ် relativity theory ပြတ်သွားတယ်ဟုတ်လားဒါနည်းနည်းလေးမြင့်မြင့်လေးပြောတယ်ဟုတ်လားကောင်းစောဟုတ်တယ်လေအဲ့ဒီသူတို့အပြန်ပြန်လာ interrelation သူတို့ကြားမှာဆက်သွယ်နေတဲ့ဟာလေးပြတ်သွားတယ်အဲ့ဒါပဋ္ဌာန်းပဲပဋ္ဌာန်းနဲ့ကြည့်လိုက်တဲ့အခါမှာဟုတ်သားပဲအာမိတအာမတနာသုံးတတ်တယ် it is mine ဒါငါဟာလေငါ့ကိုလူတာဆရာတော်ဘုရားဒါဘယ်သူဒီနဝကမ္မဘယ်သူငါအတွက်ဒီကြောင့်ဘယ်ငါနေမှာအခုမေတော်ကြီးတို့ခမကြီးဘုန်းကြီးတနေဖို့ဒါဘယ်သူကြောင်းလဲဖေ။အဲ့ဒါဘုန်းကြီးနေမကြောင်းလားဗျဟုတ်တယ် this is mine အပြောမှလည်းအဲ့လိုလုပ်ပါတယ်အဲ့လိုအဲ့လိုကလေးမရှက်ကဒါငါဟာလို့ mine မရှင်ငါဤမရှက်ကငါဟာမရှင်က mine နဲ့တူပါတယ်မရှက်က mine နဲ့တူတယ်အဲ့ဒီငှက်ကလေးဒီတစ်ပင်ကလည်းငါတစ်ပင်နဲ့လုံရင်းနဲ့ဒီကောင်ရင်ခွန်းနဲ့ကြာသိသွားတယ်အဲ့ဒါကိုမရှက်ကဇတ်လို့ခေါ်ပါတယ်မင်းကုန်းတိပြီးတော့ဆိုပြီးခေါ်တာအလုံးကောင်းတယ်မရှက်ကဇတ်နော်ကွန်းစောဒီတစ်ပင်ကလည်း this is mine သူအဲ့လိုပဲအကုန်ရှောက်អော်နေနဲ့တစ်ပင်တိုင်းကိုတိုင်ဦးရင်းနဲ့ပဲတို့တွေငငယ်ကတိုင်ဦးတန်းကစားလို့ပဲတတိုင်းတိုင်းကိုဥမှဟိုကလည်းဥလို့ဒီကလို့ဆိုရင်သေတာများတယ်နော်ဟုတ်လားတိုင်ဦးတန်းကစားဘူးတော့ဟုတ်လားအေးတတိုင်းကိုအပီဥရတယ်နော်အဲ့ဒါဟိုတိုင်လဲဒီတိုင်လဲအဲ့လိုရှောက်လုပ်လိုက်ရင်တော့အဲ့ဒီပုဂ္ဂိုလ်မိတာများတယ်အဲ့ဒီတိုင်ပဲငါဟာလို့သုံးသက်ဆွဲလန်းတဲ့တရားဥပါဒံရဲ့အာယုံပြုတ်ရာဖြစ်ခြင်းကြောင့်စွန့်သင်္ကန်းကြောင်းစီလေးထွေသောပစ္စည်းတွေကိုအာမိတလို့ဆိုတယ်
အဲ့ဒါဒီဥပါဒနာခန္ဓာဖွဲ့တာမဟုတ်ဘူးနော်ဥပါဒံဤတရားမိယာဖြစ်တယ်ပြောတာဥပါဒံကအာရမဏိကတရားသွန်သင်္ကန်းကြောင်းစေကအာရမဏတရားအဲ့ဒီတရားသည်အာရမဏပစ္စေနပစ္စယရူပရမဏရူပယူပါယံကိုအကြောင်းပြုပြီးဟောကာယီဆိုလို့ရှိရင်လည်းအဲ့ဒါကိုမြတ်စွာဘုရားပဋ္ဌာန်းကကားလို့ပဲထည့်တယ်ဟိုမှာရှိတဲ့ကက်ဆက်တွေကထွက်တဲ့အတန်ကအတ္တလို့ပဲထွက်လိုက်တယ်ကြောင်းကြီးကိုလည်းဘုရားကယူပါယံပဲဖွက်လိုက်တယ်ဘုရားရှင်ရဲ့သဘောယူပါယံပဲဖွက်လိုက်တယ်အဲ့ဒါကြောင့်မလို့ဗုဒ္ဓရဲ့သဘောကတော့ယူပါယံဖွက်လိုက်တာဖြစ်ရှင်ကြောင့်ကားတွေကြောင်းတွေအိုးတွေအိမ်တွေဆွန်းနေအဲ့ဒါအကုန်လုံးအာရမဏပစ္စည်းဆွန်းလာတဲ့အရာတာလေးအာရမဏပစ္စည်းပဲအဲ့ရမှုရကောင်းလေးဖွက်ရပါယံအာရမဏပစ္စည်းပဲအဲ့ဒီအာရမဏပစ္စည်းပေါ်မှာအာရမဏိကဥပါဒာနဲ့အာရမဏအာယုံအာရမဏိကအဖြစ်အာရမဏပစ္စည်းသာဇာတပစ္စည်းဖြစ်သွားရင်ဥပါဒနာခန္ဓာဖြစ်ပါတယ်ဥပါဒနာခန္ဓာဖြစ်တယ်ဆိုဒီမှာအဲ့ဒီကြောင်းမှာသွားဖြစ်ခြင်းကားမှာဖြစ်ခြင်းဆုံးမှာဖြစ်ခြင်းဒကာဒကမမှာဖြစ်ခြင်းမဟုတ်ပါဘူးကိုယ်တန်တန်မှာဖြစ်တာပါအဲ့ဒီကိုယ်တန်တန်မှာဒိဋ္ဌိတဏလာရပူးနိုင်တာဖြစ်ခြင်းကြောင့်တဏသံပယုတ်တံတဏနဲ့ရှင်သောစိတ်တံစိတ်ကြောင့်စိတ်တံစိတ်ကိုအကြောင်းပြု၍တံသမုဋ္ဌာဏံအဲ့ဒီတဏနဲ့ရှင်သောဥပါဒာနဲ့ရှင်သောစိတ်ကိုအကြောင်းပြု၍ဖြစ်လာသောရုပ်ဖြစ်လာသောဝေဒနာဖြစ်လာသောသင်ညာဖြစ်လာသောသင်္ခါရဖြစ်လာသောဝိညာဉ်ကိုယုပါရဏခန္ဓာသင်္ခါဝိညာဉ်တို့ပါရဏခန္ဓာလို့ဆိုခြင်းဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့လို့ဆိုရင်ဓမ္မဒါနမှာအဲ့ဒီသဘောတရားလုံးဝမရှိဘူးအာမိသဒါနမှာတော့အဲ့ဒီသဘောတရားရှိတယ်ဒါတော့ရှိသမျှအလှသမျှအလှတွေတရားအလှအလှဘယ်အလှပဲဖြစ်နေပါစေအဲ့ဒီအလှအလုံးကိုဒိဋ္ဌိတဏမာနတို့နဲ့သုံးသပ်နိုင်တယ်ဆွဲလန်းနိုင်တယ်အာယုံပြုတ်နိုင်တယ်လို့မှတ်ပါတရားကတော့ဓမ္မကတော့ငကိုတဲ့ကဓမ္မလို့ဆိုရတာဖြစ်ခြင်းကြောင့်ဓမ္မနေတ္တနေဇီဝသဘာဝတတ္တလည်းမဟုတ်တလည်းမရှိသုံးညတသဘောလေးရှိနေသည်ဓမ္မတတ်ကောင်းဆောင်ဓမ္မပါတယ်လေဓမ္မနေတ္တနေဇီဝသဘာဝတတ္တဝါလည်းမဟုတ်တလည်းမရှိကုန်သောနေတ္တနေဇီဝသဘာဝဒီလိုဖွင့်တယ်သဘာဝတရားဖြစ်ခြင်းကြောင့်ဒိဋ္ဌိနဲ့လည်းမကပ်ရနိုင်ဒိဋ္ဌိနာဒိဋ္ဌိဆိုရင်လည်းနာဥပလိမ္မတိမကပ်ညီနော်ကောင်းဆောင်ဒိဋ္ဌိယဒိဋ္ဌိဖြင့်လည်းနာဥပလိမ္မတိမကန့်ညီတဏှာယတဏှာဖြင့်လည်းနာဥပလိမ္မတိမကန့်ညီပါမာနေနာမာနဖြင့်လည်းနာဥပလိမ္မတိမကန့်ညီပါအဲ့ဒီပါဠိလိုက်မရှာနဲ့ဒါကတို့ကရသိရထိုက်လို့ပါဠိကိုပေးလိုက်တာနော်ဒါအရှင်ဘုန်းကြီးတွေတို့မလို့ပြောရတယ်ဒါဆိုတော့ဓမ္မဒါနကမြတ်မသွားဘူးလားယမဟုဒါနံပရမဏုဒ္ဒံယံတံဝိပါကံဘဂဝါအဝန္နယိအဂံမိခိတံမိပဒနာစေတောဝိညုပဇာနံကောဏယဇိထကာလေအဲ့ဒီဒါနကိုယံအချင်းဒါနကိုပရမမြတ်သောအနုတ္တရံတူမရှိသောဒါနလို့ငါဖျားဆိုတယ်တဲ့အဲ့ဒီဖျားဆိုနိုင်လောက်အောင်ဘာများဖြစ်လို့လဲကြည့်အောင်ငါကုန်းစောနော်ဒါရင်ကောင်းပြီတဲ့အဲ့ဒီသွန်သင်္ကန်းကျောင်းစေးတွေမှာဟာလာပြီဗျာဘုန်းကြီးကပြောလိုက်တယ်စတ္တရောပစ္စယပစ္စည်းလေးပါတက်လာကုန်းစောဘာလဲအဲ့ဒီဒါနသည်တဲ့ဟောပေးလို့ရတာသာဝတ္ထုကပါစေရနာဒါနပုဂ္ဂလဒါနဝတ္ထုဒါန၃ခုယောဂီတို့တဏ္ဍာမှာရှိတဲ့စေရနာယောဂီတို့တဏ္ဍာမှာယောဂီတို့ဆိုတဲ့လူကြီးပုဂ္ဂိုလ်နော်ယောဂီတို့လှည့်တဲ့ဝတ္ထုပစ္စည်းအဲ့ဒီ၃ခုလုံးဒီငါစေရနာငါပစ္စည်းငါလှူတာဆိုတဲ့ငါရဲ့ under control အောက်မှာရှိနေပါတယ်ကိုယ်ကဘာလဲဒီကြောင့်ဒီဓမ္မယုံကြီးတပိတော့ခဏတော့တရားဟောတယ်တို့ဟိုရှင်းပြရမ်းကနေမေးတာပဲအရင်တော့ဘုန်းကြီးစာကလေးခက်ငယ်ပေါ်တယ်၄-၅ဝါတယ်တရားဟောတယ်ပဲကိုဝင်းစောဒေါခင်မြတ်မမိသားစုသိနေတာနော်ကိုဝင်းစောဟိုနေ့မှလည်းနတ်တလင်းမှလည်းအဲ့လိုပဲမလေးတရားတွေသူတို့က28နှစ်လောက်တကယ်တော့ဘုန်းကြီးဒီတရားဟောတော့မန္တလေးကဘုန်းကြီးဆရာတော်မကြည်နဲ့လို့သူနှစ်စင်28နှစ်နင်တို့ငါသာသနာပြုခဲ့တာဓမေစေဒီနင်တို့ငါမျက်နှာနင်တို့ဒေါတွေကန်နေတာသလားတဲ့မန္တလေးဆရာတော်က28နှစ်ဒီလိုတော့တဲ့ရှင်များတို့ဆရာတော်တွေရဲ့တရားနာထားတာတဲ့ဩရောဒုက္ခပါဩထိုင်တော့မထိုင်သေးဘူးသူလည်းလို့ထေရဝါဒီအဟောင်းတွေကနှိပ်တော့တာလေထိုင်တော့မထိုင်သေးဘူးဒီလိုထေရဝါဒတရားတွေ28နှစ်ကျုပ်ကကျုပ်မိုးခင်ရပါဗျာကောင်းပါလေတရားဝဲတဲ့ကြတော့မေးရောကဲကိုကြီးထော့နာမည်ခေါ်တတ်မေးတာနော်ကိုကြီးထော့ဖေဟာမချူဟလားကိုကြီးတို့မချူဒီကနေ့ရှင်ပြုရန်ကအလူရှင်ဘလူလဲတပည့်တော့အရေးထုတ်ပါဖေဟာထပ်တလဲလဲမေးတယ်ခင်ဗျားတို့ဗျာလို့ခင်ဗျားတို့ဘုန်းကြီးကိုမြန်ခင်ဗျားတို့ကကိုတော်သေးသေးလေးပင့်တယ်ခင်ဗျားတို့ရောက်ခမတွေခင်ဗျားတို့အမျိုးတွေကသူ့တဲ့ကြီးမားတဲ့ဆရာတော်ကြီးတွေသူ့ဆရာတော်တွေဆရာတွေနာထားပြီးသားငါတရားနာပွဲမကောင်းဘူးဆိုရင်ခင်ဗျားတို့ဗျာလို့ခင်ဗျားတို့အဲ့လိုမျိုးတရားမဟုတ်ခင်ကထိုင်နေတော့ပေါ့သူတို့ကဝိုင်းပြောတော့ဗျာဘုန်းကြီးတွေရောလူတွေရောအမဒီလိုတော့မန္တလေးဆရာတော်တွေအမလေးအဲ့ဒီဆရာတွေတရားတွေနာတာ230လူလာတာဟုတ်နော်
နှစ်30အဲ့လိုတွေလာကြတယ်လူတွေတော်တော်များတချို့ကတော်တော်များများလာတယ်အဲ့လိုခံမျိုးဆိုလေဒီကလှည့်ဝက်ဖွက်ဖဲတွေထုတ်တတ်ပါတယ်ဒီတဲတော့မထုတ်ဘူးကိုယ်တော်ခင်ဗျမြင်တယ်ဟုတ်လားဟိုမှာဥတခါကြီးဟိုမှာဥထွန်းလာဒေါခင်ပို့တယ်မုံရမှာသွားမေးကြည့်လိုက်မြန်မာတနိုင်ငံလုံးမှာရှိတဲ့အကျော်မော်အကုန်လုံးအဲ့ဒီအိမ်မှာတန်းသုံးဘူးလေနော်ကိုယ်တော်နော်ကုန်ပြီမြန်မာတနိုင်ငံလုံးတိပိဋကကိုပါအကုန်ဆရာတော်သီတကူဆရာတော်ဒေါက်တာနန္ဒမလားဒေါက်တာသီလနန္ဒမင်းကုန်းဆရာတော်အနိစကမာဝေဇောတဲ့အမားကြီးအကုန်လုံးတွေးကောင်းနေသေးလေးပေါ့ဂိမ်းမဆိုင်ဘူးပေါ့ရှင်းနေတာနော်ကိုယ်တော်နောက်တော့သူတို့တိတ်ပြီးတော့ဘုန်းကြီးကိုဂိမ်းဆိုင်လိုက်မစားညောက်တစ်ချက်ခွဲနှစ်နိုင်မယ်တော်တော့ပြီကျုပ်သေးလိမ့်မယ်မေးတယ်မိကုန်းနဲ့များနေပြီနော်ဟာဘယ်ဒါလည်းမကြဘူးဟမ်ဒါလည်းမကြဘူးဟာခဲမကြဘူးတော့များလာ ਈ လားမနဲ့တနေ့လုံးခင်ဗျားတို့မေးရင်ဟိုတယ်မှာကွက်ကိုတဲမလို့အန်တီလေးလည်းလုပ်ပေးထားတယ်ခုနကဟိုတယ်ပန်ရှင်ကခုနလာပြီးစိတ်ဆိုးသွားတယ်အခန်းလို့လာမတဲဘူးပြောတယ်ဆိုပြီးတော့အဲ့ဒီဝင်းရင်နဲ့တရားဟာဘလို့ဖြစ်တာတော့မနေ့ဟာတပည့်တော်သွားပြီဖေဟာဘလို့သွားတာတော့တချို့ကအဲ့လိုလေတပည့်တော်ကဘယ်ဆရာတော်ကြီးတွေအဲ့တော့ဒါကိုကတော့အဲ့ဒါမျိုးကြရင်တော့လုတ်တတ်ပါတယ်နော်ကိုယ်ခင်ဗျားသိတယ်နော်ကိုဝင်းစောမခင်မြတ်မို့မောင်ရီထွန်းဒီနေ့အလူရှင်ဘယ်သူလဲအတွေ့ရောရီထွန်းဖေဟဲ့ဒီနာမည်မေးနေတယ်လေဟာတလုံးနဲ့တော့အဲ့ဒါငါ9နှစ်သားကတို့အမေဖေပေးခဲ့တာနော်ဘာလဲကိုတောင်းတာသိသွားပြီဒီနေ့လူရှင်ဘယ်သူလဲဒီတော့တောင်းတယ်ဖေအဖိုးကြီးရေးစာလေးရေးပြီးလေရေးပြီဒီမှာဖိတ်စာကြီးကင်ထားတာပဲနှစ်ပေါင်းများစွာတက်ကြရထဲမှာနေခဲ့တာဖြစ်ချင်းဘလို့ဖြေးလဲဒါပဲဖြေတာသိတယ်လေကိုရေထုတ်လို့ဝင်းစော်လို့ခေါ်နေတာတော့မှခင်ဗျားတို့နားလဲရင်လာခဲ့ကြောင်းလိုက်ခဲ့ရေသက်ချအဆုံးမှာခင်ဗျားနိဗ္ဗာန်အောင်ပြုစေရမယ်လိုက်ခဲ့လိုက်တတ်တယ်ရှင်အဲ့လိုလာမလို့နဲ့စိတ်မခေါ်နဲ့တက်လားကိုယ်တော့ဗါတယ်လေကြောင်းရေသက်ချတဲ့အဆုံးမှာဒါနိဗ္ဗာန်လို့ this is နိဗ္ဗာန်လို့ပြောပြလိုက်မယ်ခင်ဗျားတို့ကအဲ့ဒါဘုန်းကြီးအဲ့လိုမမဆရာပဲသူတို့ဘာကြားတယ်အများကြီးတချို့ဆရာတော်လေးတွေကလေပြောလေးသူတို့တရားရှိတာကိုဘုကောကဘယ်တရားမရှိလို့ဟုတ်ပြီကိုယ့်ကိုခွဲသွားလိမ့်မယ်နော်အဲ့ဒါလေးလည်းကြားနေတာပဲအဲ့တော့ဘုန်းကြီးဒီမှာဆိုတော့ဒီမှာဆိုတော့ကွာဆရာတော်ကြီးဟိုရွှေလင်းရောဆရာတော်အဲ့တော့ဘုန်းကြီးကစကားတစ်လုံးပဲပြောလိုက်တယ် I'm not ရွှေလင်းရော I'm ကောဆန်လာငါကောဆန်လာပဲ I'm not အညာဟုတ်လားအဲ့သူကလာပြောတယ်ဘယ်ဆရာတော်လေးကလေတိတ်ပြီးချစ်ဆရာလေးဟာသူကဘောဘသူကခင်ဗျားတို့ကျုပ်ကတရားကျုပ်ဟောမယ်ခင်ဗျားတို့ပြင့်မှာနော်ခိုင်းလားညီတို့မြင်တော့မမြင်ဘူးခင်ဗျားတို့လာပြင့်လို့လာဟောတာလေကျုပ်တရားဟောပါဗျာကျုပ်တရားဟောပြင့်ပါဗျာကျုပ်ပြင့်ပါဗျာလို့ဘယ်သူမှမပြောဘူးအမလေးနော်ကွန်းစောအဲ့ဒါကြောင့်မလို့နှစ်သိဖို့လိုတယ်တို့ကတော့အဲ့လိုပြသားပြောတတ်ပါတယ်နော်ကွန်းစောဗါတယ်လေရေစက်ချတာလေးတစ်ခုလိုက်ခုတော်တော်များများရေစက်ချတဲ့ကထာလေးကိုဟောကြည့်ပါတယ်အဲ့ဒီတို့များကိုဘာညာတာရကဟောအခုလည်းမုံရမှာလောက်ခဲ့တယ်နော်ဘုန်းကြီးရောဒီနေ့အသက်50 88နှစ်89နှစ်တခါပဲကြားဦးသေးတယ်ဘာလို့လဲလို့ဟာဟုတ်တာပဲဒီတော့လာလိုက်မယ်ဟိုမှာအန်ဒီအေးကနေဟိုဘက်ကတက္ကမကြီးဟဲ့သမီးဟိုတစ်ဆက်ချင်းချသူကမသိရလူကမတက်သေးတဲ့ခလေးကိုမဟုတ်တာသွင်ပေးတာဟုတ်တယ်နော်တစ်ဆက်ချင်းချဟာ what is meaning တစ်ဆက် one by one draw by draw တွေချရတယ်အဲ့တော့မှဒါအောင်ရေစက်ချတတ်အောင်ကြိုးစားသိရင်လိုက်ခဲ့လေဓမ္မကြီးကြောင့်နီးလေးရတဲ့ကောင်းစားတက်လားအဲ့ဒါဆရာတော်ဥက္ကန္တဘုရားရဲ့နီးတယ်ဟာရေစက်ချရင်လည်းတုံညတနှိပ်ပံကိုထိုင်ကနေပေါ်နိုင်တာပဲလို့နော်ကောင်းစားနော်အဲ့ဒါဒီခင်ဗျားတို့မဟောသေးပါဘူးနော်ဟောသေးပါဘူးနော်ဟုတ်တယ်လားမဟုတ်ဒါမျိုးလှုပ်ပြီးလက်ထားခဲ့ရမယ်နော်အဲ့ဒါကြောင့်မလို့ဗါတယ်လေဟောလာပြီးရကောင်းစားဓမ္မကြီးပုဂ္ဂလစေရနာဝတ္ထု3ခုပုဂ္ဂလဒါနစေရနာဒါနဝတ္ထုဒါနဘယ်နှဒါနဓာတပန္တိဒါနဝတ္ထုကိုဆိုပါတယ်တဲ့ပေးအပ်လို့တရာတိတိဒါနပေးတတ်လို့ပုဂ္ဂိုလ်ရတယ်မမှားပါဘူးတပည့်တော်မောင်ကြီးထုတ်ပါတပည့်တော်မောင်ဝင်းစောပါဖေဟုတ်ပါတယ်လှူတတ်တဲ့ပုဂ္ဂိုလ်တရာတိပေးလူတတ်ရဲ့ subject ကတာပေးလူတတ်တဲ့ who's ဘယ်လိုလုပ်နေတာလဲ who's ဘယ်လိုလုပ်နေတာလဲမိဟုတ်တယ်ဥကောသနာရတယ်မှန်ပါတယ်ဒါဥကောသနာဒါနရှင်မှန်တယ်ဒါနဒါဆိုရင်ပုဂ္ဂလဒါနဖြစ်ပါတယ်ဟုတ်ပြီနော်ဘာတွေလူနေတာလဲကားလူတာဒါဆိုရင်ဝတ္ထုဘသူကလူခိုင်းတာလဲစေတနာလူခိုင်းတာစေတနာရဲ့ဝတ္ထုရဲ့ပုဂ္ဂိုလ်ရဲ့ပုဂ္ဂိုလ်နဲ့ဝတ္ထုဒီပြည့်ညတ်ထဲမှာကြပါတယ်စေတနာဒီဓမ္မထဲကြပါတယ်ကိုယ်ကဘာလဲစေတနာကဓမ္မယုံဖြစ်ပါတယ်ဓမ္မသုံးညအတေနဝတနိယနာဝအဲ့ဒီဓမ္မယုံထဲမှာငါသည်၎င်းငါဟာသည်၎င်းမပါဘူးလို့ရှုရင်သုံးညတနုပဒနာစေတနာမှာဒိဋ္ဌိတနာကင်းတယ်ခြုံငိမ့်နေတဲ့သုံးညတနုပဒနာသုံးညတဝိပဒနာဖြစ်တယ်သုံးညတမဲ့ဝန်းတဲ့သုံးညတနိဗ္ဗာန်ရတယ်ဟောမလီ
ရေစက်ခေါ်လေးတော့မဆုံးသေးဘူးကိစ္စကနော်ကွန်းဆိုအဲ့ဒါတွေနောက်ကျမှနားထောင်တော့နော်ဟုတ်ပြီလားနော်ခင်ဗျားတို့ဒီနားမှာဆရာကြီးတွေရှိတာဖြစ်ချင်းကျတို့ကလည်းတရားလျှော့ဟောရတယ်နော်ကွန်းဆိုဟုတ်လားကွန်းဆိုအဲ့တော့ဝတ္ထုဒါနစေတနာဒါနပုဂ္ဂလဒါနစေတနာကိုလည်းဒါနလို့သုံးတယ်ဝတ္ထုကိုလည်းဒါနလို့သုံးတယ်ပုဂ္ဂလကိုလည်းဒါနလို့သုံးတယ်အဲ့ဒီစေတနာပုဂ္ဂိုလ်များသည်စွဲလန်းတတ်တာဖြင့်တေအဲ့ဒီတရားသုံးမျိုးကိုတဏှာဒိဋ္ဌိမာနတို့ဖြင့်အာမတိတပ္ပတောအာမတန်တိဥစ္စာတေငါဒါနငါပစ္စည်းငါစေတနာလို့လှုပ်တတ်လို့အာမတနာသဘောရှိလို့အာမိတဒါနလို့ဆိုရတယ်တဲ့ကိုဟုတ်တယ်လားပါတယ်လေအဲ့ဒီဝတ္ထုဒါနနဲ့မတွဲနဲ့ဘူးဝတ္ထုပုဂ္ဂိုလ်စေတနာပစ္စည်းဝတ္ထုရှိမှဒီကနေ့သင်္ကန်းရှိမှအဲ့ဒီသင်္ကန်းကိုဝတ္ထုဒီနာကကိုအောင်ကြီးသိန်းရလှူတယ်အဲ့ဒီကိုအောင်ကြီးသိန်းဒီပုဂ္ဂိုလ်သူကိုအောင်ကြီးသိန်းနဲ့မရှိစေတနာအဲ့ဒါလေးကိုဝတ္ထုနဲ့အဲ့ဒီဝတ္ထုလေးကိုစွန့်လိုက်တာဖြစ်ချင်းရောဝတ္ထုနဲ့ဒါနနဲ့တွဲလိုက်တယ်ဝတ္ထုဒါနပစ္စည်းလေးဘာလုပ်လိုက်လဲဆရာတော်လက်ထဲကိုသင်္ကန်းလေးထည့်လိုက်တယ်သင်္ကန်းကဝတ္ထုထည့်လိုက်တာလေးကဒါနနှစ်ခုပေါင်းတယ်ဝတ္ထုဒါနအဲ့ဒီသင်္ကန်းကိုလှူခြင်းနဲ့စေတနာလေးအဲ့ဒီစေတနာလေးကဘုန်းကြီးလက်ထဲကိုစွန့်လိုက်တော့စေတနာဒါနဟုတ်ပြီနော်လှူနေတဲ့ပုဂ္ဂိုလ်ကအောင်ကြည်သိဖြစ်ချင်းအောင်ကြည်သိရဲ့ပုဂ္ဂိုလ်လှူလိုက်တာလေးကစွန့်လိုက်တာဒါနနှစ်ခုပေါင်းတော့စေတနာပုဂ္ဂလဒါနပုဂ္ဂိုလ်ကတခြားဒါနကတခြားဒါနကစွန့်ကြဲခြင်းသဘောလေးပဲရှိတယ်ဟုတ်ပြီနော်ပုဂ္ဂိုလ်ကလှူရတဲ့သဘောရှိတယ်အလှူဝတ္ထုကသုံးဆွဲတဲ့သဘောရှိတယ်အဲ့ဒါလေးကိုမြင်အောင်ကြည့်တဲ့အခါမှာဩပုဂ္ဂိုလ်ကတခြားပဲစေတနာကတခြားပဲစေတနာကစွန့်ကြဲခြင်းသဘောပဲမောင်ဝင်းစောရဲ့ပရိစ္ဆာကလက္ခဏာနဲ့ဟောဒါနံပရိစ္ဆာကစေတနာပရိစ္ဆာကလက္ခဏာနဲ့ကိုဝင်းစောဒါဆိုရင်ကိုဝင်းစောကြီးရဲ့ဆရာတော်ကောသနာကိုစွန့်လှူတယ်စွန့်ကတခြားလှူတယ်ကတခြားစွန့်တဲ့လူတော်တစ်ထက်ထဲပြုတ်လိုက်တဲ့အခါမှာသက်ကာယဖြစ်သွားတယ်တတ္တရဒိဋ္ဌိဖြစ်သွားတယ်ဟာသိတာပဲစွန့်လှူပြီးတော့ကုသိုလ်ကောင်းမှုတော့လုပ်ပါတယ်ငါလှူတစ်ထက်ထဲဖြစ်သွားတာဖြစ်ချင်းရောသက်ကာယဒိဋ္ဌိကွဲအောင်မမြင်ဘူးဖြစ်သွားတယ်အဲ့ဒါဘလို့မပြောလို့မရအောင်ကားလှူတာတခြားစေတနာတခြားအဲ့ဒီစေတနာကဒါနဖြစ်ပါတယ်ကားကဝတ္ထုဖြစ်ပါတယ်အဲ့ဒီနှစ်ခုပေါင်းလိုက်တဲ့အခါမှာပရိစ္ဆာကသဘောလေးတည်ဒါနသဘောအဲ့ဒီပရိစ္ဆာကသဘောမှာစွန့်လိုက်တဲ့ထဲမှာနှစ်ချက်ရှိပါတယ်ပစ္စည်းကိုစွန့်ရင်တတိဒိဋ္ဌိတဏကိုစွန့်ရင်နှစ်ခုဖြစ်သွားပစ္စည်းစွန့်တာကအကျိုးဒါနအကြောင်းဒါနကဒိဋ္ဌိတဏစွန့်တာအကြောင်းဒါနလောက်တတ်ရင်တရားရတယ်အကျိုးဒါနလုပ်ရင်ကုသိုလ်ရတယ်ကုသိုလ်မရဘူးပြောဦးနော်ဘယ်ဟာကကုသိုလ်မှလည်းမသိဘူးဘယ်ဟာကနိဗ္ဗာန်မှလည်းမသိဘူးဘယ်ဟာကမတရားမှလည်းမသိဘူးဘာလဲလဲကောင်းစားဟုတ်ပြီနော်အကျိုးဒါနလုပ်ရင်ကုသိုလ်ရတယ်တန်တရားမရအကြောင်းဒါနဆိုဒီမှာဒိဋ္ဌိတဏမာနကိုစွန့်တာစွန့်ရင်အကြောင်းဒါနလို့ခေါ်ပါသည်ဟာမောင်းတော့ first time နော်ခင်ဗျားရှိမှာတလားညီရှိမှာဖဏမတော့ဟုတ်ပြီနော်ဘာလဲလဲအကြောင်းဆိုတာဘာလဲဒိဋ္ဌိတဏကိုစွန့်တာလားခင်ဗျားတို့ကပစ္စည်းတော့စွန့်နေကားတွေလှူတယ်ကြောင်းတွေဆောက်တယ်ဒိဋ္ဌိတဏယင်နဲ့ထည့်ထားတဲ့အကျိုးဒါနကုသိုလ်ရတယ်တန်တရားလည်းသိအောင်ဗျာအဲ့လိုပြောအဲ့လိုမရဘူးအဲ့လိုပြောမှတော့ရမှာအဲ့လိုမျိုးဥပါဒณะခန္ဓာကြီးတန်လန်းပါသွားတဲ့ဒါနကိုသေခြင်းစိုးနဲ့သေမဲ့ဒါနလို့ခေါ်တယ်ဒီဟိုဆဲတာမဟုတ်ဘူးနော်အသေးတွေဆိုးတယ်ပြောတာခွေးလိုဝက်လိုနွားလိုခြင်သေးလိုဝက်လိုကြက်လိုမြမလိုလူလိုနတ်လိုဖုံကြီးလိုတီလာရှင်လိုကလားတေအဲ့လိုသွားတာကိုသေချင်းခါကွေရရငတ်သက်ချင်းသေရတဲ့အချင်းရာဆိုးတယ်လူတွေဆဲတာနဲ့မတူဘူးရမ်းမတွဲနဲ့ဘုန်းကြီးတော့ပလင်မောနဲ့ဆဲလိုက်တာမို့သေသောအချင်းရာဆိုးတယ်ပါဠိလိုဝိနိပါဒဘေးလို့ခေါ်တယ်ဘာလဲကောင်းစားအေးဒါဘာစွန့်မှာအကြောင်းကိုစွန့်ရင်ဝိဝတ္တဒါနအဲ့ဒါဆိုလို့ရှိရင်ဝိတ္တအဂမိဓမ္မဒါနကြီးနိဗ္ဗာန်နိဗ္ဗာန်သဗ္ဗနတ္ထတောပရိမုစတိမောင်ဝင်းစောရဲ့ဟုတ်ပြီလားအဲ့ဒီဒါနဓမ္မဒါနဝိဝတ္တဓမ္မဒါနတိဧတံဣမိတုဒါနေတုအဲ့ဒီဒါနတွေဓမ္မမြတ်တယ်ဆိုတာဘာလို့လဲဆိုတော့ဝိဝတ္တဂာမိဝေကင်းရာကိုရောက်စေတဲ့ဓမ္မဒါနတိဒါနအဲ့ဒီဓမ္မဒါနကိုနိဗ္ဗာန်ရဲ့အမိပြု၍သဗ္ဗသကလံလုံးစုံသောဝတ္တဒုက္ခံဝဆင်းရဲသည်အတိတ်ကမရီဝဆင်းရဲကိုအတိတ်ကမရီကြော်လွှားသွားလိုက်ပါ၏ယောဂီတို့ကလှူတော့လှူတယ်အကျိုးတရားတွေပစ္စည်းတွေလည်းစွန့်တယ်စွန့်နေလည်းလောင်းတယ်ကြောင်းနေလည်းစောက်တယ်စွန့်တဲ့ငန်းကြောင်းစေးတွေလှူတယ်အကျိုးတရားတွေစွန့်တဲ့အကြောင်းတရားတော့နှမျိုးလိုခြံထားတယ်တကယ်အရေးစွန့်မှာမောင်ကြီးနေပါလေမောင်ရင်ဆိုသိန်းရာကျော်နေဟုတ်တယ်လားမောင်ရင်သိန်းမောင်ရာကျော်ငါလာစွန့်ရင်မောင်ရင်ငါမလှူနိုင်တာဒေါခင်မာကြီးကငါတော့မလှူနိုင်ဘူးဆိုရင်ခင်ဗျအဲ့ဒါကြီးတော့မစွန့်ဘူးလေဟာမစွန့်နေလေတို့ကတော့ယူလိုက်တာပေါ့ရှင်းနေတာနော်ကွန်းဆိုရှင်းလေးပဲလေကိုတော့ယူလိုက်ပါမောင်ရင်တော့ပစ္စည်းတော့စွန့်တယ်ပစ္စယဖြစ်သောပစ္စည်းကိုစွန့်တယ်ပစ္စယအကြောင်းကိုမစွန့်ဘူးအမလီတော်
ဘလောက်များအသေးရစရာကောင်းတယ်ဒီလူတွေကွာငါတို့ကဒီလောက်တောင်ပြောနေသူတို့ကမျက်စိလေးမှိတ်ပြီးတော့စက်ကုံတွေချပြီးတော့မှအဲ့ဒါမှသူတို့ကအထင်ကြီးနေတော့အေးနေသွားလေတော့တတိသွားကြခမရကိုလေခမရဘုန်းကြီးကိုလာလျှောက်တော့ဖုံရဲဆိုခမရကိုညီးမျက်နှာလေးကိုတနာလောင်းတော့ဟောလိုက်တာသလားနော်ဝတ်တုတ်လေးတနာလောင်းတော့ဟောလိုက်တာသလားနော်ကောင်းစောဟုတ်ပြီလားကောင်းစောသူစင်ပါစွန့်ဒါရင်သွန်သင်္ကန်းကျောင်းဆေးကိုလည်းဘုရားပါဟောလေပစ္စယကောင်းစောဗါတယ်လေစတ္တရောပစ္စယဟောသွန်သင်္ကန်းကျောင်းဆေးကိုလည်းပါတယ်စတ္တရောပစ္စယအဲ့ဒီသွန်ထောက်ဝန်းကျင်မှာဒီအရှင်မြတ်တွေနေထိုင်မယ်သင်္ကန်းကျမ်းမှာနေထိုင်မယ်ကျောင်းရှိမှနေထိုင်မယ်ဟောဆေးရှိမှနေထိုင်မယ်ပစ္စယအထောက်ပံ့ပဲဒါရင်အဲ့ဒီဥစ္စာကိုတဏှာကိုလည်းဘာပြောလဲပစ္စယပဲအဝိဇ္ဇာသင်္ခါအဝိဇ္ဇာပစ္စယပြင်သူ့ကိုလည်းပစ္စယပဲဒါဆိုရင်ဥပါဒံတရား၄ပါးလည်းပစ္စယပဲဥပါဒနာပစ္စယဘုဒ္ဓခန္ဓာဥပါဒနာခန္ဓာဒါဆိုရင်သူကလည်းအကြောင်းပဲအကြောင်းနှစ်ကြောင်းရှိတဲ့တဲကသွန်သင်္ကန်းကျောင်းဆေးဆိုတဲ့အကြောင်းကိုဘုရားရှင်မပယ်ခိုင်းပါဘူးမစွန့်လို့ခိုင်းပါဘူးဥပါဒံအကြောင်း၄ပါးတော့ကိုယ်ကဘာလို့ခိုင်းလဲစွန့်ခိုင်းတယ်အဲ့လိုဆိုရင်တစ်လုံးနဲ့ပဲရိုးရှင်းသွားပြောလိုက်ပါမယ်ဝိဝတ္တဖြစ်သောဒါနသည်မြတ်တယ်ဝိဝတ္တဒါနမဖြစ်ရင်တရားဟောတယ်ဆရာတော်ကောသန္လကလည်းပတ်စံရရင်တော့ဟောတယ်ခမည်းတော်ကလည်းဟိုဘက်ရက်ကွက်နဲ့ဒီဘက်ရက်ကွက်နဲ့သူတို့ရက်ကွက်တွေမှာတရားဝယ်ရှိတယ်တို့ရက်ကွက်တွေမှာတရားဝယ်မရှိဘူးညီတို့ဘုန်းကြီးကို9သိန်းလူရင်ငါကဘယ်လောက်လူမှာလဲငါဘုန်းကြီးကို10သိန်းလူမယ်အပြိုင်ဆိုင်လေးနဲ့လှုပ်လို့ရှိရင်အဲ့ဒီဓမ္မဒါနဝေကင်းတာမဟုတ်တာဖြစ်ချင်းညောင်းသဗ္ဗဒါနံဓမ္မဒါနနာဇိနာတိဘာမှမတတ်နိုင်ဘူးဘုရုမျက်နှာမှာထောက်တော့ပါတေချာလို့ပါနော်ကိုယ်ကဘာလဲဘုသူမျက်နှာမှာထောက်ထားကြမရှိပါဘူးတဲ့ဟုတ်ပြီလားရမလားအဲ့လိုဆိုတော့ဓမ္မဒါနမြတ်တယ်ဆိုဒီမှာတော့ဆိုသိသွားပြီဘာပဲပြောဓမ္မဒါနသီးသန့်လင်းဘာလဲမြတ်ပါတယ်ဘာရဆုံးရမလဲပရမဆိုတာဘာလဲတဲ့ကြည့်စမ်းဟောကိုယ်တော်ညာလောဘမစ္စရိယအဓိကတပရိပခတမတ္တနာတော်ဟိတနာတော်ပရမဏိဗုဒ္ဓဟာကောင်းလိုက်တယ်ကောင်းတယ်လောဘဆိုတဲ့အကြောင်းတရားမစ္စရိယဆိုတဲ့အကြောင်းတရားတွေဆွမ်းကျင်ပဲနှိပ်ဆက်ဖြစ်စည်းနိုင်တာဖြစ်ခြင်းကြောင့်အဲ့ဒါကိုပရမဏိမြတ်တော်တရားဟူ၏ဗုဒ္ဓဘုရားရှင်တို့သည်အာဟုတ်ဆိုရတယ်ရမလားဒါဖြင့်သိသွားပြီဓမ္မဒါနကမြတ်ပါပြီပါရဏကမြတ်တယ်ဘာလို့မြတ်တယ်အကြောင်းတရားကိုစွန့်လို့အကြောင်းတရားကဘာလဲဒိဋ္ဌိတဏမာနပပင်စဒါနကတန်တရားမလဲပပင်စကတန်တရားရှိတယ်အဲ့ဒီပပင်စကိုစွန့်ရင်တော့မြတ်မယ်မစွန့်ရင်မမြတ်ဘူးဘာတရားတွေပဲဟောဘာတရားတွေပဲပေးလူခုနမာနရောက်အခြေခံပြီးပေးလူချင်းတရားဓမ္မနော်တရားဓမ္မတွေကဆရာတော်ကသနာနာမည်ကြီးတယ်ကွာဓမ္မယုံလေးပြင်မယ်ဘုန်းကြီးတွေပွဲသွင်းလို့သွင်းလိုက်တယ်တွေ့နေတာပဲမလို့ကောင်းတာလေငရေကြည့်တယ်နော်ယံအထာယဒိဏံတံအဉ္ဉံစေတာပေတိယံအကျဉ်ဝတ္ထုကိုအထာယဆရာတော်ကောသန္တာရဲ့ဓမ္မပူဇာအကျိုးငါဒိဋ္ဌိပေးလူပါ၏တံအဲ့ဒီပစ္စည်းကိုအဉ္ဉံတပါတော့ဖယားတော်မလူကောင်းဘူးတဲ့ဆရာတော်ကမဆိုဘုန်းကြီးတို့ကြောင်းလာတယ်ဘုန်းကြီးခဏပြောတယ်ဘုန်းကြီးကိုကျောင်းအတွက်လှူထားတယ်ငါနေမကောင်းဘူးအဲ့ဒီနေမကောင်းလို့ဆေးရုံတင်ရမယ်ပတ်စံဝတ္ထုငွေမရှိဘူးကျောင်းထဲကဝတ္ထုငွေနဲ့ဆေးကုမှဥကောသန္တာအသက်ရှင်မယ်မကုနဲ့ဥခေမောင်ပြောထားတယ်အသေးခံမယ်အစံသက်နော်ရှင်းပါပြီဗါတယ်လေငကိုယ်လုံးเนี่ยကျောင်းအတွက်လှူတာဖြစ်ချင်းကြောင့်အဲ့ဒီကျောင်းအတွက်တည်းကနေဆရာတော်ဥကောသန္တာဗျာရှင်ဗျာဆေးရုံတက်တော့ကိုသိလို့ကတော့ခွင့်မပြုဘူးအသက်သေးခံမယ်လို့ပြောပြီးပြီပေါ့ကျန်တာတော့ပြောမယ်အဲ့တော့ဘယ်ကလေးမှဘယ်ကောင်မလေးမှပိုးရေးပန်းရေးပေးစရာမရှိဘူးအေးရောတဲ့ပြောလိုက်တော့ကိုယ့်အသက်တောင်မှဆုံးကိုယ်တော့ဘာလို့ဘယ်ကောင်မှချက်ရမှာတော့ရှင်းနေတာအဲ့ဒါဆိုတော့ရိုင်းတယ်လို့ထင်ရောတချို့ကထင်ရှားအောင်ပြောလိုက်တာဒါကြောင့်မလို့သူရောက်တဲ့နေရာကိုပဲတိမ်အတွက်ဆိုရင်တိမ်အတွက်ပဲလှူရပါတယ်ဒီနေ့ရန်ကုန်မြို့ပေါ်မှာရောအခြားနယ်တွေမှာရောအဲ့ဒါဝင်းနီးတော်လာတာပါအဉ္ဉံစေတာပဏတိတ်ခါဖို့လို့ဆိုပါတယ်ဘုန်းကြီးဆိုအာဘတ်တက်နဲ့၃နိုင်အာဘတ်တက်နဲ့ဘုန်းကြီးဆိုဆရာတော်ဥခိမာအတွက်လှူလိုက်တာကိုကျုပ်ဖြတ်သုံးရင်အဲ့ဒီဘလောက်တိအောင်ဆိုလို့ရှိရင်ဆရာတော်ဥကောသန္တာကနေတော့ဖုံးပေးလိုက်လို့အဲ့ဒီပစ္စည်းနဲ့ချောကလက်စားလိုက်တယ်အဲ့ဒီချောကလက်ကအိမ်နာတက်လိုက်တယ်အဲ့ဒါကိုငါးစားတယ်အဲ့ဒီငါးကိုချက်ပြီးကတ်တော့အဲ့ဒီဘုန်းကြီးအာဘတ်တက်တယ်ပြီးအဲ့ဒီမစင်ရဖြစ်တဲ့ဟာတော့မရဘူးဟုတ်ပြီနော်အဲ့ဒီသူလှူလိုက်တဲ့ပစ္စည်းကိုဘုန်းကြီးကတည့်သီးမဲ့ကိုတည့်သီးဝယ်စားလိုက်တယ်အဲ့ဒီတည့်သီးမဲ့ကိုပြစ်ချလိုက်တယ်သစ်ပင်လေးထပေါက်တယ်အဲ့ဒီသစ်ပင်ကိုယဟန်တော်တစ်ပါးဖြတ်သွားလိုက်အာဘတ်တက်တယ်အဲ့ဒီဘုန်းကြီးနေထိုင်အာဘတ်တက်တယ်မပြတ်တော့ဘူးနော်တော့ဘုန်းကြီးဥကောသန္တာကိုအဲ့ဒီဒါကရှင်မယားအတွက်မဟုတ်တော့တို့ကယူလိုက်ပါတယ်ယူလိုက်ပြီးတော့နေသကိစွန့်ပလိုက်ရမယ်မစွန့်ဘူးအဲ့ဒါကိုတို့ကတည့်သီးဝယ်စားတယ်အဲ့ဒီတည့်သီးကနေသင်္ဘောသီးဝယ်စားတယ်တည့်သီးသင်္ဘောသီးနေအစီကြပြီအဲ့ဒီစီလေးထပေါက်တယ်ဒီနာအရှင်မြတ်ဘုန်းကြီးတစ်ပါးဖြတ်သွားတယ်ဟော
နေပူရဲလာတယ်ကွာဆိုအဲ့ဒီသရက်ပင်အောင်လေးဖြတ်ပြီးတော့ခဏတဲလိုက်တယ်အဲ့ဒီဘုန်းကြီးအာဘတ်တက်တယ်အရေးခိုးလိုက်ဟာဘယ်လောက်တွေရေးကြည့်တယ်ပေါ်သေးသေးမထင်နဲ့အောင်မလေးထင်ရမြန်ရှော့လို့မနေကြနဲ့နော်ဒါကြောင့်မလို့ဩခင်ဗျားတို့တွေမသိကြဘူးနော်လို့ဝလာဟကနမင်းပြန်ဟာတန်ကြီးကကြောင်ဟိုးအပေါ်မှာတိမ်ညွန့်နေစားတာတန်ကြီးကကြောင်မီးလောင်တော့အဲ့ဒီမီးလေးကတိမ်ညွန့်ဖြစ်ပြီးတော့ပြောသူကမသိရှာမယ်ဖြတ်ပြီးတော့အဲ့တိမ်ညွန့်ကိုစားလိုက်တယ်ချက်ချင်းဝင်းလျှော်ကြီးဘုတ်စုပြုတ်ကြဟိုကတော့နမင်းမြန်ဆိုတော့ကောင်းဝင်နေတယ်ဆိုတော့ထင်ရှားတော့ခင်ဗျားတို့တော့မြေကြီးပေါ်နေတော့အောက်မျိုးစရာမရှိဘူးနော်မျိုးစရာမရှိဆိုတော့ဘလို့မှမထင်ရှားဘူးပေါ့ဗျာဒါတော့စောစီတိတုံးလောက်ထားပါတိတုံးရှောင်ထားဘာမှမလုပ်နဲ့ကိစ္စမရှိဘူးအဲ့ဒါကြောင့်မလို့အင်ញံယံအထာယအင်ញံဒိအင်ញံယံအထာယဒိဏံတန်အင်ញံစေတာပေတိအပတ္တိဒုက္ကတံပယောဂေဒုက္ကတံတန်နိတကိယံထိတိုင်းအဘတ်တန်နဲ့အဲ့ဒါကိုသိရနေချက်ချင်းစွန့်ပလိုက်ဘာလို့မဒီလိုကွန်ပျူတာဆိုလို့ရှိရင်မနှမျိုးနဲ့ရိုက်လူပေးလို့လည်းမရဘူးနော်အဲ့ဒီလူကသူများသွားလှူမှာဒီလူကတစ်သက်လုံးတွတ်သုံးရင်တော့ကိစ္စမရှိဘူးအဲ့ဒါဟာဘုန်းကြီးတွေကလှူမယ်ဆိုရင်အဲ့ဒီဘုန်းကြီးကသုံးမယ်အဲ့တော့ဒါဒီဥစ္စာကိုတခါလဲသဲမုံထဲမှာရိုက်ရက်တပိတ်ဆိုရင်အစိတ်ပုံမှာခွဲပြီးတော့အဲ့ဒီတပိတ်ကိုဘယ်လောက်ထိအောင်များဆိုရင်ကိုယ်ပစံနဲ့ကိုယ်ထားတဲ့တပိတ်ကိုသွေးပြီးတော့ကြောက်တန်လေးတော့မလုပ်ကောင်းဘူးပြီးရောဗျာကုန်ပြီခင်ဗျားတို့အဲ့ဒါလမ်းခင်းလို့ဖြတ်ရှောင်အဲ့ဒီဘုန်းကြီးအဘတ်ခင်ဗျားဒါတွေပြောရင်ခင်ဗျားတို့ပြဿနာတက်ကုန်မှာဆိုလို့မပြောတာနော်အဲ့ဒီတပိတ်ကိုလမ်းခင်းထုခွဲပလိုက်တယ်မြေကြီးဆိုတော့လမ်းခင်းပလိုက်တယ်အဲ့ဒီလမ်းခင်းတော့ဘုန်းကြီးတွေကမသိဘူးကုရီသွားတယ်ကုရီနေရာမှာလမ်းခင်းတယ်ဖြတ်သွားတယ်နင်းနေအဘတ်တယ်ဘယ်တော့မှအဲ့တော့သွားပဲတရားအားမထုံနဲ့တော့တောက်လျှောက်အာဘကမပြီးနိုင်တော့ဘူးအဲ့တော့သေတဲ့ဒီအာဘတဲ့မတရားအားမရတော့ဘူးအဲ့တော့မေတ္တာဖို့တာတွေဖြစ်သွားနိုင်တယ်သတိတံဝေရှိကြပါနော်ခင်ဗျားတို့ဒါကြောင့်မလို့ဘုန်းကြီးများကအဲ့လိုပြောပါတယ်ဓမ္မဒါနဒါလေးကိုဒါနအဲ့တော့ငါကိုမှန်မှန်ကန်ကန်ဖြူဖြူစင်စင်လှုပ်သောဒါနဒီပင်လျင်အသိဉာဏ်နေရင်တန်တရားလဲတယ်ကျန်တဲ့ဟာတော့နည်းနည်းလေးစောင်းကောက်သွားရင်ပြောစရာမလိုတော့ဒါကြောင့်မလို့တစ်ထိုင်နဲ့ဒိဋ္ဌိဖြုတ်ချလိုက်တစ်ထိုင်နဲ့ဖြုတ်အာမိဒါဒါနပဲဟုတ်တာပဲဟာတို့ဓမ္မဒါနဘာလို့မြတ်လဲအကြောင်းစွန့်တာဟုတ်ဓမ္မကိုရအောင်ယူတဲ့ဒါနဝိဝတ္တဖြစ်တယ်ကိုဝင်းဆိုရဲ့ဥပါဒณะခန္ဓာကိုချပလိုက်တယ်နော်အဲ့လိုချပလိုက်လို့ရှိရင်သူကအကြောင်းကိုပစ္စယအကြောင်းဒိဋ္ဌိတဏအကြောင်းကိုစွန့်လိုက်တာဖြစ်ခြင်းကြောင့်သူဒီအဲ့ဒီဒါနကြီးအမျက်ဆုံးဖြစ်ပါတယ်ဥပါဒဏေဘယံဒိဋ္ဌောဇာတိမရဏတံဘဝေဟုတ်ပြီလားဒါတော့နေကိဘိဒဝါကရုံပါရံအဉ္ဉံပါရံအနာတိယသမုံလံတဏမဘုံရှာနေသာတော်ပရိနိဗ္ဗုတောနေကိဘိဒဝါကရုံပါရံကရုံအလွန်တရားလေးလံလစွာသောဥပါဒณะခန္ဓာရိဟုသောဝန္တဝံပုပါရံဝန္တဝံပုကြီးကိုနေခိဘိဒဝါပြစ်ချပြီး၍အဲ့ဒီဝန္တဝံပုအဲ့ဒီပင်စခန္ဓာကိုဝန္တဝံပုဒီပင်စခန္ဓာဝန္တဝံပုကကံနဲ့ဆောင်ရပါတယ်ဥပါဒณะခန္ဓာဝန်တို့ကံနဲ့ပြစ်ချပါတယ်ကံကုန်ရင်ညီခန္ဓာကြီးသိပါတယ်ဥပါဒณะခန္ဓာညင်ကုန်ရင်သိတယ်ညင်ရှိမှဥပါဒณะခန္ဓာကုန်ပါတယ်ကံကုန်ရင်ဥပါဒณะခန္ဓာကုန်သိတယ်ကံကပြစ်ချပါတယ်ညင်နဲ့ကြတော့ဥပါဒณะခန္ဓာကိုပြစ်ချပါဒါကြောင့်မလို့နေကိဘိဒဝါကရုံပါရံကရုံအလုံးတရားလေးလံစသွားသောဗာရံဥပါဒณะခန္ဓာရိဟုသောဝန္တဝံဘိုးကြီးကိုနေကိပိတဝါအသိဉာဏ်ပညာမဲ့ခင်ဖြင့်ပြစ်ချပြီး၍အဉ္ဉံတပါသောဗာရံအခြားသောဝန်တို့နောက်ထပ်ဝန်တို့ဝန်ဘိုးကိုအနာရိယမယူနဲ့ဒါနာလေးပြုတ်ပြီးတော့မှနောက်ထပ်ဝန်တို့ဝန်ဘိုးထပ်ယူလိုက်တယ်တဲ့အဲ့ဓမ္မဒါနမဟုတ်တော့ကျောင်းဆောက်ပြီးတော့အများကြီးပဲဒါကျွန်တော်တို့နိုင်ငံမှာတကယ်ပြောတာပါဒါနပြုတဲ့အချိန်သီလဆောက်တည်တဲ့အချိန်အဲ့ဒီလုပ်ငန်းတွေမှာဒါကိုဘာဝနာသွင်းရကောင်းမှဝိပဿနာတင်ရကောင်းမှအသိအဟောနဲပါတယ်တရားစခန်းနဲ့ရောက်တော့မှသာလဲတရားကိုသီးသန့်ထိုင်ရတယ်သီးသန့်လှုပ်ယူရတယ်လို့အဲ့လိုအသိများကြပါတယ်ဒါရိုးသားသားပြောတာကျွန်တော်တို့ဆရာတော်ဘုရားကြီးများတော့စာသင်ရင်းနဲ့လေတရားနာရင်းနဲ့လေရနိုင်တဲ့နိစ္စနဲ့များသူ့ပါရမီနဲ့သူရှိတဲ့လူတိုင်းတော့မဆိုလို့အဲ့ဒါကိုတော်တော်များများလက်မခံပါဘူးလက်မခံရင်သွားလို့ရပါတယ်အတင်းဘယ်သူမှမလုပ်ဘူးတို့ကတော့ကို့မူနဲ့ကို့ဟာနဲ့ကိုသွားလိမ့်မယ်သူများကိုမှားတယ်မပြောဘူးသူများကိုကိုတို့ကလက်ခံတယ်ကိုတို့ကိုသူတို့ကလက်မခံတယ်အဲ့လိုဖြစ်နေတယ်ဟောဆိုတစွဲတည်းသိထားတာဟောဒေသနာမှာဒေသနာပရိယောတာနေဒေသနာဝတာနေဒေသနာတော်ရဲ့အဆုံးမှာသောတပတိပရိပရိထာတိဒေသနာထဲမှာအများကြီးတွေ့နေတာပဲနော်ထိုင်ရင်းနဲ့လဲသွားတဲ့အချိန်မှာတရားရတယ်ဘယ်မှမတွေ့ပါလားအဲ့လိုပြောတော့မကောင်းဘူးလေဒေသနာပရိယောတာနေဒေသနာတော်ရဲ့အဆုံးမှာဒီဒေသနာအရင်ဆုံးမှာတရားအဲ့ဒါဘုရားလက်ထက်ကဟာဘုရားလက်ထက်ကတရားခုတရားမရောက်ဆိုမြတ်စွာဘုရားတရားအေဟိပတိကဩပနိကအကာလိကဘယ်ဖြစ်တော်မလို့မနေ့ကတုန်းကစာဘုရားလက်ထက်ကစာငံတယ်ဒီနေ့မငံဘူးဆိုရင်မှားပြီပေါ့ဘယ်နဲ့သစ္စာတရားတွေကဘုရားလက်ထက်တုန်းကဒါတွေကဖြစ်တယ်အခုအဲ့လိုမရဘူးဆိုရင်ခင်ဗျားဘုရားကိုတွယ်ဝဲသောနည်းနဲ့စော်ကားတာပဲဒါမှမဟုတ်ကိုယ်တရားစခန်းကိုအောင်မြင်အောင်ကိုယ်တရားစခန်းကိုကြီးကျယ်အောင်လုပ်ရတယ်ဘုရားကိုစော်ကားရောက်သွားလိမ့်မယ်ရှိတော့ရှိလိမ့်မယ်နဲတယ်လက်ခံတယ်ဟုတ်ပြီနော်
အဲ့ဒါတော့မခင်ဗျားတို့ဒါကဘုရားလက်ထက်ကပါရမီရင်းတဲ့ပုံဆိုခင်ဗျားတို့တွေကလူစင်းစင်းကနေတိရစ္ဆာန်တွေဖြစ်ဂျိုတွေပေါက်ကုန်ကိုတို့ဖေတဲ့ရှင်းရှင်းလေးပဲတို့ဖေတဲ့မှန်ကတော့တခါလဲဟောပြီးပါတယ်ဒီနေ့မင်္ဂလာလမ်းမှာတရားသူ့ဆရာကသူတရားတက်မေးတယ်မင်းစာတယ်မို့လားတဲ့နည်းနည်းဝတန်ဖို့တယ်တရားလေးတပွဲနာကွာတဲ့တင်းအဲ့လိုစိတ်ထဲကပြက်မှားလိုက်တယ်ငါမေးတဲ့တန်ကိုမခံနိုင်တော့ဘူးထင်တယ်မက်ကတောတပတ္တိမက်ကရှင်နေသလားသိနေသလားတဲ့ခဏခဏမက်တွေသူကြာနေသူကတသူတို့လင်မြန်းတော့ဒီဘုန်းကြီးဖေးရဲ့ဘုန်းကြီးအမေအဲ့တော့မက်ကအရှင်ကြီးလားအသေးကြီးလားဘလို့ဖြစ်တာလဲအဲ့လိုသိကျင်တယ်ပေါ့တရားလေးတပွဲလောက်နာပါတဲ့မပြန်နဲ့ကွာတဲ့6နိုင်ထိုးတို့ငငယ်ရဘာဟောလဲဆိုတော့တို့ခမည်းတော်ယူဦးသားမင်းကဟေးသူဇာတာရဲ့အဲ့ဒီရှင်နေဘွက်ထဲမှာတရားကုမကအဲ့ဒီသူဇာတာနောက်ကိုတကောက်ကောင်းနဲ့လိုက်တာအဲ့ဒါအဖေကသိခေါ်ကောင်းတာအဲ့ဒီဟာလေးကိုခေါ်တာတရားဟောတဲ့ဆရာဓမ္မဂတိကဟာအတင်းဒါငါ expert ဖြစ်တဲ့အရာပါလားဘလို့တခါမြင်ဘူးစိတ်ထဲကိုဘလို့သိတယ်လို့ဖြစ်နေတယ်အဲ့ဒီတက်မေးတဲ့ပုံကိုအတွက်တခါတရားလေးဟောတာအဲ့ကြမှာအဲ့ဒီမှာသူစိတ်တဲ့သူ့မလားသူ့နန္ဒဇနီးသမယံ3ယောက်ပါသွားရောသူပါစေခြင်းနဲ့သူ့စာမိဖုရားကြမှာဗျိုင်းမှာဖြစ်နေတာတရားကုမကဗျိုင်းမှုဘုန်းကြီးကနေပြီးတော့တာဝန်သာနှက်နေပန်တုကပလာမြတ်ကြောက်ဖျားဘောကနေဆင်းလာတယ်အဲ့တော့မှဘုန်းကြီးဖေနဲ့ဖေးနဲ့ဥတန်းဟေးမောင်တန်းမြင့်ရဲ့အဲ့ဒီတရားကုမကကိုတာဝရင်းနှက်နဲ့မြတ်ကြောက်ဖျားဘောကဘယ်သူကန်ချလိုက်တာလဲမသိဘူးအဲ့တော့မှဒီတော့မှဥပါဒနာခန္ဓာကိုထိုးပြလိုက်တာဟာတဏှာကန်ချလိုက်တာပဲချက်ချင်းပလင်မတက်ပြီးကြော့တယ်ကျွန်သူမှားပါတယ်တဲ့ကျွန်တော်ပြီးသွားပြီပြောင်းမဲ့သူ့ကိုယ်သူစိတ်ချတာလေစိတ်ချတာဟုတ်တယ်တောက်လျှောက်သေတဲ့တီအောင်ကြည့်သွားလိုက်တယ်ဘယ်အရာမှအခုဒီနေ့ခေတ်ပုံကိုယ်တွေမှာအဖေကတီလာလေးယူလိုက်တယ်ဟိုမှာတန်ဃာတစ်ပါးအိမ်မှာထိုင်းနေတာအောက်ကတန်ဃာတစ်ပါးကဒီနေ့အခုတော်ပါတယ်ဆိုတဲ့ပုံတွေငါတို့ဖေကခုနပြောတယ်ခြေပြားတော်မီပြောနေကိုယ့်ဖေကိုကြွားရဖုံးမှာဆိုလို့အောက်ကတန်ဃာတစ်ပါးကြာနေချက်ချင်းအောက်ဆင်းတာဘာလို့ဟိုမှာတန်ဃာကိုတို့အိမ်မောကနေမြင့်နေလို့ဥစ္စာတဲ့နဲ့အဲ့လောက်ထိလေးစားတယ်အခုတီလာယူလိုက်တဲ့ကမကြီးရယ်ဆွဲကြွေးကြီးပြူနေတာပဲအဖေကတီလာသွားယူရမှာဆိုရရေလေးမိုးလေးချိုးပြီးတော့ရှိတဲ့လက်ပတ်နာကြီးဘာညာအကုန်လုံးရှိတဲ့မြတ်ဆက်ဆိုအကုန်ချွတ်သွားတယ်သူတီလာယူတဲ့ပုံလေးညီတို့တီလာယူတဲ့ကဝိကာလဘောဇနာတစ်ခုပဲမစားတာကျန်တာအကုန်လုပ်တယ်တွေးနေတာပဲဟုတ်တယ်လားငကတ်လည်းမချွတ်ပါဘူးဆွဲကြိုးလည်းမချွတ်ပါဘူးပေါင်တာလည်းနှခမ်းကြီးလည်းရဲနေတာပါပဲအဲ့ဒါဆိုပြောလိုက်တယ်ဒါကတဲ့တီလာမယူရင်တော့လိမ့်လာတာတဲ့သူကလာလှုပ်လိုက်သေးတယ်သူကလှုပ်လိုက်သေးတယ်သူကအထဟုတ်တယ်နော်အဲ့တော့အဲ့ဒီပစ္စည်းတွေအကုန်လုံးတွေကိုဆရာလေးဦးသမီးတို့ကနော်ကွန်မြူနစ်လားမသိဘူးရှင်ဥက္ကဋ္ဌတပည့်အရင်အဖေကရှင်ဥက္ကဋ္ဌတို့အများကြီးတရားတွေကစုံခဲ့တာဖြစ်ချင်းကြောင့်သူတို့ဘာမှမပြောဘူးပြောလို့မကပြောဆရာလေးတီလာယူမလို့ကျွန်တော်ယူပြီးပြီခင်ဗျဆုံးကကြွတဲ့ဘုန်းကြီးနဲ့ယူလိုက်တယ်လူမကစီနေလို့နေမှာပါဆိုတော့ကြာတော့အဖေကပြောဆိုတော့တီလာညင်နွမ်းမှာဆိုလို့ပါဒါလည်းလေဘုန်းကြီးเจ้าမှာတီလာလာယူပြီးလို့ရှိရင်အရက်ထဲရစကားတွေပါတော့တမာရီတွေမကျဲဘူးလားတို့ခမီးတော်ရဲ့တီလာယူလိုက်ပြီးတည်းထိုင်ပြီးတော့စာအုပ်ဖတ်ရင်ဖတ်မယ်မဖတ်ရင်တရားမှမမှန်ရင်တခုခုသူ့အတူတရားနာနေမယ်ဘယ်လိုမှဘာမှပြောသူတီလာသူဆင်ញင်းနေတယ်လေအဲ့ဒါမျိုးကိုမောင်တန်းမြင့်လို့ဆင်းရဲသားလေးပဲထားပါတော့ဗျာမူလာတန်းကြောင်းပုတ်ဆရာလေးဆိုတော့အဲ့ဒီလိုပုံကိုယ်လေးကိုဘသူမှလည်းအရေးလို့ချင်လို့ဘသူမှလည်းဘသူငါလည်းငါရွေးပြီးငါမြတန်းနေပြီတဲ့ပြီးနေပြီတဲ့ပြောတာပဲအတင်းသိရင်ပဲဘုန်းကြီးပဲနဲ့မင်းရဲ့မင်းဒါလောကနဲ့မဆန့်ကျင်ရင်တော့မင်းတို့လောကထုံးတယ်လို့ငါကိုတရဏဂုံနဲ့တင်စရာမလို့ရေစဲလည်းမချနဲ့မင်းရေစဲချလဲငါအမြတာရုလည်းခေါ်အောင်ပေါ့ငါကိစ္စပြီးတယ်ငါပေါ့ငါနဲ့မင်းနဲ့ပြီးပြီတဲ့ပြောင်းမယ်ဘသူပြောရတယ်အဲ့ဒါပြောသားရေစဲမချနဲ့လို့ဘသူကကိုပင်ငါသိလို့ရှိရင်နော်အပေါလေးကပ်ပြီးမပူပြီးပြောရတာတမောက်အောင်မလေးဟာပြင်းလိုက်တာနော်ကောင်းစားသက်လားအဲ့တော့တို့အဖေကအဲ့လိုမျိုးသိရင်ရေစဲမချနဲ့တော့ရှင်းတာဒီလိုစကားတွေတချို့ဘုန်းတော်ကြီးတွေအဲ့လိုပုံကိုယ်တွေအများကြီးပုံနေဘုန်းကြီးတွေဆောင်းအတုပမသာအတုပလိုက်เสียတော့ရှိမှာမဟုတ်ဖြစ်ကုန်မှာမကြိုက်သေးဘူးနော်အဲ့တော့ရေစက်ချဖို့ပင့်တလားနော်ဟုတ်ပြီလားပင့်တော့ကြမကြိုက်သေးဘူးနော်အဲ့တော့ဓမေစရီဥက္ကသန္တာတို့အဖေကတော့အဲ့ဒါပြောပါတယ်ဒါသိရေစက်မချနဲ့တဲ့ရှင်းရင်တာစေအကဲ၍မရဏန္တိကကာလေသိဂဏိကာလ၌အာယောနိသောမနတိဂရိတဝသာဆွဲသမီးဆွဲကြောင်းဆွဲဦးဆွဲအိမ်ဆွဲပြလို့မသိပရင်နှလုံးသွင်းမည်ရှိသောပိဋ္ဌပိဋ္ဌိဝိတ္တိပိဋ္ဌဘုံတို့ဘယ်တော့မှမဆိုနဲ့နားခါတယ်ငါနှလုံးသွင်းမှန်တယ်မင်းလည်းသွားသမီးလည်းသွားမိန်းမလည်းသွားအေးစီပဲရှင်းနေတာအဲ့ဒါကြောင့်မလို့အဲ့လိုတတ္တိရှိသလားတတ္တိရှိမှစိန်ခေါ်ပါနော်ထေရဝါဒတတ္တရားဆိုတာတတ္တိရှိရတယ်ဟုတ်လားဗါလဲတတ္တိရှိမှစိန်ခေါ်ရတယ်စိန်ခေါ်ဆိုတာဥပါဒနာပဲတော့ဘယ်သူမှမိုက်ကယ်ပြောတာမဟုတ်ဘူးနော်ဥပါဒနာခန္ဓာကျသွားရင်ပြီးသွားပြီဒါလည်းကောင်းစားအေးအဲ့ဒါပြင်ဆက်ခန္ဓာကအရင်သေးတယ်ဥပါဒနာခန္ဓာကနောက်မှသေးတယ်တန်တရားလဲတယ်ခေါ်တယ်ဥပါဒနာခန္ဓာကအရင်သေးတယ်ပြင်ဆက်ခန္ဓာနောက်မှသေးတယ်တန်တရားပြတ်တယ်ခေါ်တယ်
ဒါပဲအကြောင်းခန္ဓာကအရင်သိရပါတယ်အကျိုးခန္ဓာနောက်မှသိရပါတယ်မှတ်ပြီလားအကျိုးခန္ဓာကတော့သိသွားတယ်အကြောင်းကြီးပသွားတယ်သပစ္စယမရဏအကြောင်းနဲ့တကွသိသောမရဏသည်ဇာတိတွေကိုဆက်ခါဖြစ်စေတယ်လို့မှတ်ထားအဲ့ဒါကြီးပဲသပစ္စယမရဏဘုံနဲ့အပစ္စယမရဏအဲ့ဒီအကြောင်းတရားလေးမပါဘဲနဲ့သိတော့သိရင်တန်တရားတူတယ်ခေါ်တယ်ဟုတ်ကဲ့လို့နေကိပိဒဝကရုံပါရဉ္ဉံပါရအနာတိယကရုံလုံးတရားလေးလန်းလာဆိုသောပါရံဥပါဒနာခန္ဓာတွေဟူသောဝန္တဝံဘောကြီးကိုနေကိပိဒဝပြစ်ချပြီးအင်းညံနောက်ထပ်တစ်ပါးသောပါရံဝန္တဝံဘောကိုအနာရိယမယူသည်ရှိသောသမုံလတ္တနာမဘုံရှာအမြင့်နဲ့တကွာဖြစ်သောအရင်မြင့်နဲ့ဖြစ်သောတဏှာကိုနှုတ်ပယ်လိုက်သည်ရှိသောနေသာတော်ပရိနိဗ္ဗုတောနေသာတော်ဘဝကိုလိုချင်ရင်တဏှာကင်း၍ပရိနိဗ္ဗုတောဒီဘဝဒီခန္ဓာမှာငြိမ့်သည်တို့ထေရဝါဒရဲ့နိဗ္ဗာန်သည်နောင်တမလွန်မှာသေပြီးမှရမို့ခုငြိမ့်တာအဲ့ဒါပြောဖတ်တာဟုတ်တယ်လေအခုငြိမ့်တာနေသာတော်ငြိမ့်ရသည်ဖြစ်၍ဝါယနေ့တရားသဖြင့်ဆင်ကျင်မာရသို့ရောက်ကြွရောက်လာကြကုန်သောထေရဝါဒထူတရားဝဲသို့တရားနာကြွရောက်လာရကုန်သောတရားနာပိဿပေါင်းသူတော်ကောင်းတို့သည်အကြောင်းခန္ဓာတွေခြားနေဖြစ်၍ဥပါဒณะခန္ဓာတွေပယ်သတ်နိုင်ကြသည်ဖြစ်၍နေသာတော်နေဘူးတော်တဏှာကင်းရာသည်ဖြစ်၍ငြင်းချမ်းမှုပန်းနိုင်ရကြသောသူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း